မင်္ဂလာပါခင်ဗျာကျွန်တော်နေဆန်းလွင်ပါကျွန်တော်ဆရာလှစိုးဝေမြန်မာပြန်ပေးထားတဲ့မဟာရုပ်ဤကြဆုံးကံဆိုတဲ့စာအုပ်ကိုဖတ်ပြတာဒီကနေ့အပိုင်း27ပါစာအုပ်ရဲ့အပိုင်း19အခန်း1ဇူလိုင်အောက်တိုဘာ1916ကိုဗယ်ကတခါတော့ကပိုလန်နိုင်ငံအတွင်းရှိခဲ့တော့လဲယခုအခါရုရှားနိုင်ငံအတွင်းရှိမေထားလန်းစုံမြို့ကလေးတစ်မြို့ဖြစ်ပြီးအော်စတြီးယားဟန်ဂေရီနယ်စပ်အနီးတွင်ရှိသည်မြို့၏အရှေ့ဘက်မိုင်20အကွာရှိစတော့ဟုတ်မြစ်ကမ်းပါးတွင်ရုရှားတပ်များစုယုံခဲ့ကြသည်ထိုအရက်ဒေသတစ်ခုလုံးကရွှွန့်နွန်ထူထပ်ပြီးစတူယန်မိုင်ပေါင်းရာနှင့်ချီကျယ်ဝန်းသည်ဂရီဂိုရီကသွေးချောက်ရှိသောတနေရာကိုရှာတွေ့ခဲ့၍သူ့လူများကိုစခန်းချရန်အမိန့်ပေးလိုက်သည်စခန်းချသည်ဆိုတော့လေထိုးစရာရွက်ဖြင့်တဲမရှိပိတ်စအားလုံးကိုဗိုလ်မှူးအာဇော့က Pinks မြို့ရှိအထည်ချုပ်စက်ရုံတရုံအားပြီးခဲ့သည့်3လကအကုန်ရောင်းပစ်လိုက်ပြီဖြစ်သည်နွေရာသီတွင်ရွက်ဖြင့်တဲမလိုလှတော့လေစောင်းတွင်းတွင်မူအားလုံးသေကုန်ကြမည်ဖြစ်သည်ကံအားလျော်စွာပင်ဂရီဂိုရီတယောက်အသက်ရှင်ကျန်ခဲ့သည်ယခုအခါတက်ကြက်ကြီးရာထူးရလာခဲ့ပြီးမိတ်ဆွေဖြစ်သူအိုင်းဇက်ကတက်ချက်ဖြစ်လာခဲ့သည်1914ခုနှစ်စကလေးကကြံခဲ့သောလူအများစုမှာပြန်တန်းဝင်မဟုတ်သောအရာရှိများဖြစ်လာကြသည်ဂရီဂိုရီကနဦးပါဝင်ခဲ့သည့်တပ်မတစ်ခုလုံးခြေမုံခံခဲ့ရရွှေ့ပြောင်းခံရစစ်ကူလွတ်ခံရပြီးထပ်ပြီးစီစီညံ့ညံ့အခြေခံရနှင့်အိမ်မှလွဲ၍နေရအနှံ့ပုတ်လွတ်ခြင်းခံရသည်ပြီးခဲ့သည့်2နှစ်အတွင်းလူအများအပြားကိုတတ်ခဲ့ပြီးဖြစ်သည်တိုက်ရာတွင်လည်းရိုင်ဖယ်လှန်စွပ်လက်ပစ်ဘုံမျိုးစုံသုံးခဲ့ရပြီးများသောအားဖြင့်အနီးကပ်လက်တကမ်းတိုက်ပွဲများတွင်ဖြစ်သည်ပညာအတော်အသင့်တက်သည့်လူများကထိုကဲ့သို့တပ်ဖြတ်ခံရမှုအပေါ်အိမ်မက်ဆိုးများမှတ်နေခဲ့ကြတော့လေဂရီဂိုရီအဖို့ကတော့ဘလို့မှမနေပေလေသမားရွာတရွာတွင်ရက်ဆက်ကြမ်းကြုတ်မှုပေါင်းများစွာနှင့်ကြီးပြင်းလာခဲ့ရပြီးစိန့်ပီတာစဘတ်လမ်းမများပေါ်တွင်တကောင်ကျွတ်အဖြစ်အသက်တစ်ချောင်းမွေးမြူလာခဲ့ရသူလည်းဖြစ်သဖြင့်ဒီလိုအကြမ်းဖက်အနိဋ္ဌာယုံများကသူ့အတွက်ရေးကြီးခွင်ကျယ်လုပ်ပြီးအိမ်မက်အဖြစ်မှတ်ရန်မတတ်နိုင်ခဲ့ရရှာပြီသူ့အဖို့အမှန်တကယ်တုန်လှုပ်ခဲ့ရသည့်အရာများကတော့အရာရှိဆိုသူများ၏စဉ်းစားဆင်ခြင်ဉာဏ်နည်းမှုအညာတာကင်းမဲ့မှုနှင့်အကျင့်ပြတ်ခြစားမှုများပင်ဖြစ်သည်ထိုကဲ့သို့အုပ်ချုပ်သူလူဒန်းစားများနှင့်အတူနေအတူတိုက်လုပ်ခဲ့ရသည့်အတွက်ဂရီဂိုရီတယောက်တော်လှန်ရေးသမားဖြစ်မှန်းမသိဖြစ်လာခဲ့ရသည်သူ့အတွက်အသက်ရှင်ကျန်နေဖို့လိုသည်သို့မဟုတ်ကကက်ထရီနာတို့ကိုစောင့်ရှောက်မိသူရှိမည်မဟုတ်ပေသူမထံသို့စာပုံမှန်ရေးလေးရှိပြီးတခါတခါပြန်စာများပင်ရရှိခဲ့သည်စာရီအားလုံးကိုသူ၏အိတ်ထဲတွင်ကျိုးနှင့်ချီတုပ်ပြီးတင်ထားခဲ့သည်စာမရတာကြာသွားသည့်အခါမျိုးတွင်အဟောင်းများကိုပြန်ဖတ်လေရှိသည်ဗလာဒီမာဆိုသည့်လက်ဖ်၏သားလေးမွေးသည့်အကြောင်းသူသိခဲ့ရပြီးအခုဆို18လပင်ရှိနေပြီဖြစ်သည်ဂရီဂိုရီကတော့ကလေးကိုတွေ့လို့စိတ်ပြင်းပြနေခဲ့သည်အခုလောက်ဆိုသွားတွေပေါက်ပြီးလမ်းလျှောက်စကားပြောတတ်စပင်ရှိလောက်ပြီဖြစ်သည်ကက်ထရီနာတယောက်သူ့ဂရင်ဘော်သို့ရောက်လာသည့်ညအကြောင်းမကြာခဏဆိုသလိုတွေးနေမိခဲ့သည်သူမကိုမောင်းထုတ်ရမည့်အစားပွေဖက်နန်းရှုပ်ခါချစ်ပွဲကြီးပင်ဆင်နွှဲနေမိသည်ကိုအိမ်မက်ထဲတွင်မကြာခဏမတ်တက်ပြန်သေးသည်တကယ်လက်တွေ့တွင်မူညီဖြစ်သူကသူမ၏နှလုံးသားကိုအပိုင်စားရသွားခဲ့ပြီဖြစ်သည်နှစ်သာကြာခဲ့ပြီဖြစ်တော့လေ left ထံမှဘာတဲ့မှမကြားရပေအမေရိကမှဒုက္ခရောက်နေပြီလားဟုပူပန်နေမိသည် left ကသူ၏အားနည်းချက်ကြောင့်ပြဿနာဖြစ်လေရှိတော့လေအမြဲလိုယုံထွက်နိုင်စွမ်းရှိသူတူဖြစ်သည်လက်လုံမှပါဇက်လှုပ်ရသောအနေအထားနှင့်ကြီးပြင်းခဲ့ရပြီးအကိုဖြစ်သူမိမိကိုယ်တိုင်လည်းကလေးတာဖြစ်သဖြင့်စီကံတကြဖြစ်အောင်တွင်တင်နိုင်ခြင်းမရှိခဲ့ပေလက်ရှိပြဿနာကတော့ကက်ထရီနာနှင့်သူမ၏ကလေးပင်ဖြစ်သည်လောလောဆယ်ဂရီဂိုရီမှလွဲ၍ဘယ်သူမှတာဝန်ယူစောင့်ရှောက်မည်သူမရှိဖြစ်နေရသည်ထို့အတွက်ကြောင့်လည်းရုရှားစစ်တပ်၏စွမ်းဆောင်ရည်ဝရုံသုံးကားဖြစ်နေရသည့်အကြားတွင်သူ့အသက်ကိုရနိုင်သမျှမွေးမှဖြစ်မည်ဟုဂရီဂိုရီတယောက်တန်သိထံချထားပြီးဖြစ်သည်ဂရီဂိုရီတို့ရှိနေသည့်ဇုံ၏တပ်မှုကြီးကဗိုလ်ချုပ်ကြီးဘရူစီလော့ဖြစ်သည်အခြားဗိုလ်ချုပ်ကြီးများလိုနန်းတွင်အဆက်အနွယ်နှင့်ဗိုလ်ချုပ်ဖြစ်လာသူမဟုတ်ဘဲတကယ်စစ်သားဘဝကလာသူဖြစ်သည်ဘရူစီလော့၏ကိုကဲမှုအောက်တွင်ဇွန်လအတွင်းကအော်စတြီးယားတပ်များကိုပြန်လည်မောင်းထုတ်နိုင်ခဲ့ပြီးအောင်မြင်မှုများရရှိခဲ့သည်အထက်ကအမိန့်သည်အတိပ္ပယ်ရှိသည့်အခါမျိုးတွင်ဂရီဂိုရီနှင့်သူ့လူများကစွမ်းစွမ်းတမန်တိုက်ခိုက်ခဲ့ကြသည်သို့မဟုတ်ပါကကြီးကွယ်မြက်ကွယ်တွင်ဘေးလွတ်အောင်နေကြသည်ကများသည်ဂရီဂိုရီလည်းတဖြည်းဖြည်းနှင့်ထိုသို့နေတတ်ထိုင်တတ်လာသည်ဒီအတွက်လည်းသူ့တပ်စုတစုလုံး၏လေးစားယုံကြည်မှုကိုရရှိလာခဲ့ရသည်ဇူလိုင်လအတွင်းရုရှားတပ်များကရှေ့သို့ချီတက်ရာတွင်နှေးကွေးလာခဲ့ရသည်နောက်ပိုင်းကထောက်ပံ့ရေးပြတ်တောက်မှုများကြောင့်နှောင့်နှေးရသည်
အခုအခါအိမ်ဆောင်တပ်မဟာကစစ်ကူအဖြစ်ရောက်ရှိလာခဲ့ပြီဖြစ်သည်အိမ်ဆောင်တပ်မဟာသည်ရုရှားတပ်မတော်တွင်အတန်မြန်ဆုံးအရက်ရှည်ဆုံးစစ်သားများနှင့်လက်ရွေးစင်ဖွဲ့စည်းထားသောတပ်ဖြစ်သည်ယူနီဖောင်းများကတက်လွင်တောက်ပနေပြီးစိမ့်ညိုရောင်ပေါ်တွင်ရွှေဆွလွယ်ကျိုးများပင်ပါသေးသည်သို့သောသူတို့၏တပ်မမှုဖြစ်သူကတော့ဗိုလ်ချုပ်ကြီးဗီဇိုဘရာဇော့ဖြစ်ပြီးညံ့ဖျင်းလှသူတူလည်းဖြစ်သည်ဗီဇိုဘရာဇော့အနေနဲ့ကိုဘဲမြို့ကိုဘလို့နီးနဲ့မှသိမ်းယူနိုင်စွမ်းရှိမည်မဟုတ်ဟုဂရီဂိုရီတွက်ဆခဲ့သည်မနက်အာယုံချင်းချိန်တွင်အမိန့်ကိုတည်ဆောင်လာသူကတော့ဗိုလ်မှူးအာဇော့ဖြစ်သည်အရက်ရှည်ရှည်နှင့်ခန္ဓာကိုယ်ထွားထွားကြိုင်ကြိုင်နှင့်ဖြစ်သည်သူနှင့်အတူပါလာသူကဒုအရာခံဗိုလ်ကီရီလော့ဆိုသူဖြစ်သည်ဒုဗိုလ်ကတက်ချက်ကြီးများကိုဆင့်ခေါ်လိုက်ပြီးအာဇော့မှမြစ်ကိုဖြတ်ကာရှွန်တော်ထဲမှလူသွားလန်းအတိုင်းအနောက်ဘက်သို့ချီတက်ရန်ပြောလာခဲ့သည်အော်စတီးယားများကရှွန်နွန်တဲတွင်ကရုတ်ချင်းတူး၍မရတော့လေနေရာယူထားကြပြီးဖြစ်သည်ဂရီဂိုရီကတော့သူပြောလာကြတဲ့ကကြာဆုံးကိန်းကိုမြင်လာနေသည်အော်စတီးယားများကစိတ်ကြိုက်အကာအကွယ်အကြအနယူပြီးသူတို့ကိုအစင်သင့်ဆောင်ဆိုင်နေကြမည်ဖြစ်သည်ရုရှားတပ်များကလူလျှောက်လို့ရသည့်နေရာများတွင်စုပြုံနေကြမည်ဖြစ်ပြီးရှွန့်နွန်များကြောင့်မြ мян ဆန်ဆန်လဲရွေ့ရှားနိုင်ကြမည်မဟုတ်ပေအားလုံးအတုံးအယုံဖြစ်ဖို့တေချာသလောက်ရှိနေပြီဖြစ်သည်ထို့ပြင်ကြည်စံများလည်းပြတ်တောက်နေပြန်သည်ကျွန်တော်မျိုးတို့မှာခဲယမ်းမိကြောက်တွေလိုနေပါတယ်အရှင်မင်းသားဂရီဂိုရီကပြောလိုက်သည်အာဇောကသူ့ခန္ဓာကိုယ်နဲ့မလိုက်အောင်လျင်မြန်လွန်ပြီးဂရီဂိုရီအားလက်သီးစာကျွေးလိုက်သဖြင့်ဂရီဂိုရီနောက်ပြန်လဲကျသွားသည်မင်းမဇက်ကိုဒီလက်သီးနဲ့ပိတ်ပေးလိုက်ပြီမင်းရဲ့အရာရှိတွေကလိုတယ်ပြောမှမင်းတို့ရမယ်မှတ်ထားပြီးနောက်သူ့လူများဘက်လှည့်ပြီးအချက်ပြတာနဲ့တန်းစီချီတက်မယ်ဟုအမိန်ပေးလိုက်သည်ဂရီဂိုရီကလဲနေရမှပြန်ထလာပြီးနှုတ်ခမ်းကသွေးများကိုရှာဖြင့်တုပ်လိုက်သည်မျက်နာကိုအသားအရာစမ်းကြည့်ရာရှေ့သွားတစ်ချောင်းကျွတ်ထွက်သွားမှန်းသိလိုက်သည်သူဤပေါ်လျော့မှုကိုပဲအပြစ်တင်လိုက်မိသည်အမြဲလိုမိမိရော့ရော့ဖြင့်အရာရှိတွေနာကပ်နေမိသည်၎င်းတို့ကစိတ်ထဲမထင်ရင်မထင်သလိုလက်ပါတမှန်သူမသိဘဲလဲနေသည်မဟုတ်အာဇော့လက်တွင်ရိုင်ဖယ်ကင်မထားတာကိုပင်ကန်ကောင်းလှသည်ဟုဆိုရမည်ဖြစ်သည်သို့မဟုတ်ကရိုင်ဖယ်တနတ်တင်နှင့်ဂရီဂိုရီမျက်နှာနှစ်ပါးကဟေဆက်သွားမည်မှာတေချာလှသည်သူ့တက်စုကိုစုလိုက်ပြီးတန်းစီခိုင်းလိုက်သည်သူကနောက်ချန်နေခဲ့ပြီးကြံအဖွဲ့တွေကိုရှေ့ကသွားခိုင်းရန်ကြံနေသည်သို့သောအာဇော့ကသူတို့ကိုအရင်လွတ်၍စိတ်ပြတ်သွားမိသည်ဂရီဂိုရီဤတက်စုကခေါင်းဆောင်များအကြားတွင်ရောက်နေရသည်တခုခုကိုကြံမှဖြစ်ပေတော့မည်ဟုတွေးလိုက်သည်ရေထဲသို့ဆင်းလိုက်ပြီးအင်အား35ယောက်ရှိသောသူ့တက်စုလည်းနောက်ကလိုက်လာခဲ့သည်ရေကတော့အေးဆက်နေတော့လေရာသီဥတုကနေသာပြီးနွေးနွေးထွေးထွေးရှိနေသဖြင့်လူအများကရေဆိုမှတိတ်မမှုကြဂရီဂိုရီကလည်းတဖြည်းဖြည်းသွားနေသဖြင့်သူ့လူများလည်းသူ့လိုပင်ခက်ဖြည်းဖြည်းပဲလိုက်လာနေကြပြီးသူဘာလို့မလဲကိုအကဲခတ်နေကြသည်စတော့ဟိုမြစ်ကကျဲတော့လေရေကတိမ်တိမ်လေးသာဖြစ်သဖြင့်သူတို့တစ်ဖက်ကမ်းရောက်လာတော့လေပေါင်အထက်ပိုင်းပင်ရေမဆိုခဲ့ပေသူတို့အားစိတ်မြန်လက်မြန်ရှိသူများကကြော်တက်သွားကြသည်ကိုတွေ့သဖြင့်ဂရီဂိုရီစိတ်ထဲကကျေနပ်နေမိသည်နွန်တဲရှိလူသွားလမ်းချင်းရောက်လာသည့်အခါဂရီဂိုရီတို့တက်စုလည်းအခြားသူများသွားသည့်နှုံးနှင့်ပင်သွားရပြီတော့သည်တို့အတွက်နောက်ချန်နေခဲ့ဖို့သူ့အစီအစဉ်ကိုအကောင်အထည်မဖော်နိုင်ဖြစ်နေရသည်ဂရီဂိုရီတယောက်စိုးရိမ်စားပြုလာသည်အော်စတီးယားများစတင်ပစ်ခတ်လာချိန်တွင်သူ့လူများကိုအခုအုပ်စုထဲတွင်ရှိမနေစေခြင်းမိပေတမိုင်တာတာလောက်သွားပြီးနောက်လမ်းကတဖန်ကျင်းလာပြန်သည့်အတွက်အားလုံးတန်းစီချီတက်ဖို့နှေးသွားရပြန်သည်ထိုခဏမှာပင်ဂရီဂိုရီကအခွင့်အလန်းတစ်ခုတွေ့လာရသည်အခုလိုဖြည်းဖြည်းသွားနေရသည်ကိုစိတ်မရှိသလိုပုံစံမျိုးဖြင့်ရှွန်တဲကဖြတ်သွားတော့သည်သူ့လူများကလည်းချက်ချင်းပင်ဂရီဂိုရီလှုပ်တဲ့နီးအတိုင်းလိုက်လှုပ်ကြသည်သူ့နောက်ကလိုက်လာသောတက်စုကသူတို့နေရာရောက်လာသဖြင့်ဂျားထဲတွင်ကွက်လက်ကြီးဖြစ်မနေတော့ပေရေကရင်ကောင်းအထိတက်လာသည်ရှွန်များကလည်းစီးကက်ကက်နှင့်ဖြစ်လာနေသည်ထို့အတွက်သူတို့လမ်းလျှောက်မှုကအတော့ကိုနှေးလာရသည်တို့အတွက်ဂရီဂိုရီမှန်းထားသလိုပင်သူ့တက်စုကနောက်ကျန်ခဲ့ရပြီတော့သည်သူတို့ဖြစ်ပြနေသမျှကိုဒုဗိုလ်ကီရီလော့ကမြင်ပြီးဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းပြီးစစ်ကြောင်းနှင့်ပြန်ပူးပေါင်းခိုင်းတော့သည်ဂရီဂိုရီကဟုတ်ဟုတ်ပြန်អော်ပြီးသူ့လူများကိုမြေမာကိုရှာသလိုနှင့်ပို၍ဝေးရာသို့ခေါ်လာခဲ့သည်ဒုဗိုလ်ကဆဲဆိုနေသဖြင့်သူလည်းလက်လျှော့လိုက်ရတော့သည်ဂရီဂိုရီကရှေ့ကမြေအနေအထားကိုအရာရှိများလိုတေချာစွာအကဲခတ်လိုက်သည်အရာရှိတွေကအော်စတီးယားစစ်တပ်ကိုရှာနေကြတော့လေသူ့အဖို့ကပုံရမြင့်နေရာကိုရှာနေခြင်းသာဖြစ်သည်သူ့နောက်ကလူရာပေါင်းများစွာကိုကြော်တက်ခွင့်ပြုရင်သူတို့လည်းရှေ့ကိုတဖြည်းဖြည်းချီတက်လာနေခဲ့သည်အိမ်ဆောင်တပ်များကမြောက်ကြွဖြစ်နေ၍သူတို့ပဲတိုက်ကြပါစေဟုဂရီဂိုရီတွေးလိုက်သည်
မနက်9 နာရီလောက်တွင်ရှေ့မှတနတ်တံများကိုစကြားရပြီတော့သည်ရှေ့ပြေးတပ်ဖွဲ့နှင့်ထိတွေ့မှုများဖြစ်နေကြပြီဖြစ်သည်အခုအချိန်ကခိုနေလို့အကောင်းဆုံးအချိန်ပင်ဖြစ်သည်မြေကြီးကပို၍၆သွေးသည့်နေရာအရောက်တွင်ဂရီဂိုရီတို့အဖွဲ့ကအမြင့်ပိုင်းနေရာသို့အနှဲငယ်တက်လာကြပြီးဗိုလ်မှူးအာဇော့ဤတပ်များကတော့မြင်ကွင်းထဲမှပျောက်ကွယ်သွားပြီဖြစ်သည်အမြင့်ပိုင်းသို့ရောက်ရင်ရောက်ချင်းဂရီဂိုရီကသူ့လူများကိုရှေ့မှရန်သူဟုဆိုကနေရာယူရန်အမိန့်ပေးလိုက်သည်တကယ်တော့ရန်သူဆိုတာလည်းမရှိမှန်းသူ့လူများကသိပြီးဖြစ်သည်သူတို့မြေကြီးပေါ်မှောက်ချလိုက်ပြီးခြုံပုံးနှင့်တစ်ပင်များနောက်ဝင်ပုန်းလိုက်ကြကရိုက်ဖယ်တနက်များနှင့်ဂုံးစင်းတစ်လျှောက်ချိန်ထားလိုက်ကြသည်ဂရီဂိုရီကကိုင်း900လောက်ဝေးသည့်ခြုံပုံများထဲသို့စူးစမ်းသည့်အနေဖြင့်ပစ်ထည့်လိုက်သည်အကယ်၍အော်စတီးယားများတကယ်ဝတ်နေသည့်နေရာကိုရွေးမိမည်ဆို၍ပြစ်လိုက်ခြင်းသာဖြစ်တော်လေဘသူကမှပြန်လဲပြစ်ခတ်တာမျိုးမရှိပေဒီနာတဝိုက်သူတို့ရှိနေသည်၍စိတ်ချလုံခြုံတော့ပြီဟုဂရီဂိုရီအတွေးနှင့်ကျေနပ်သွားမိသည်သို့သောကြာလာသည်နှင့်အမျှတစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်သည်အဖြစ်နိုင်ဆုံးကတော့နာယီအနှဲငယ်အတွင်းရုရှားစစ်သားများဒဏ်ရာရသူများကိုတဲလာကရှွန့်တော်ထဲမှသူတို့ဘက်ကိုကမျောတော်ပါနှင့်ပြန်ဆုတ်လာနိုင်ပြီးနောက်ကရန်သူများကထက်ချက်မကွာလိုက်လာနိုင်ပွဲရှိနေခြင်းပင်ဘလို့ပဲဖြစ်ဖြစ်ပြန်ဆုတ်လာသည့်တက်နေတော့ပူးပေါင်းရပေမည်နောက်တစ်ခုဖြစ်နိုင်သေးသည်ကညရောက်လာသည်နှင့်ရုရှားတပ်များအနိုင်ရလာနိုင်ပြန်သည်ထို့သောဖြစ်ကအောင်ပွဲခံသည့်နေရာသို့သူ့အဖွဲ့နှင့်အရောက်ချီတက်ရမည်ဖြစ်သည်အခုလောလောဆယ်ပြဿနာကသူ့တပ်စုကိုအော်စတီးယားတပ်များနှင့်ရင်ဆိုင်ထိတွေ့မှုဖြစ်နေလေဟန်ဆောင်ရမည့်အရေးပင်ဖြစ်သည်မြေကြီးပေါ်တွင်လဲလျောင်းနေရာယူပြီးနိုင်ပေါင်းများစွာရှေ့တူးရှူကိုစိုက်ကြည့်ပြီးပြစ်ခတ်ဟန်ဆောင်နေရမည့်အရေးကတကယ်တမ်းဆိုပြင်းဖို့ကောင်းလာပေသည်လူတွေကကြာလာသည်နှင့်အမျှငြိမ်ငြိမ်မနေနိုင်ကြတော့ပဲစိတ်လိတ်တောက်ကြဖဲကစားကြအိတ်သူကအိတ်စားသူကစားနှင့်ကြာလျင်ရိပ်မိလာနိုင်သည်သူတို့အခြေမကျနိုင်သေးမီဒုဘိုကီရီကော့ကဂရီဂိုရီ၏ညာဘက်ဂိုက်200လောက်အနည်းရှိရေကန်နားရောက်လာသည်ကိုတွေ့လိုက်ရသဖြင့်ဂရီဂိုရီကသူ့အကြံပြက်ပေတော့မည်ဟုစိတ်ထဲကညှိတွားလိုက်မိသည်မဲလူတွေဘာလုပ်နေကြတာလဲဟုဂရီကော့ကမေးလိုက်သည်ဝင့်နေဟုဂရီဂိုရီကလှမ်းអော်လိုက်သည်အိုင်ဇက်ကတနက်ကိုမိုးပေါ်ထောင်ပစ်လိုက်ပြီးဂရီဂိုရီကကီရီလော့ပါခေါင်းကုန်းလိုက်ပြီးသူလာသည့်လမ်းအတိုင်းပြန်ဆုတ်သွားသည်အိုင်ဇက်ကအေးအေးဆေးဆေးပါဟုပြောရင်းရှိလိုက်သည်ဂရီဂိုရီကတော့တိတ်မသေးကြလားကီရီလော့ကြည့်ရသည်မှာမျက်နာကတိတ်ချင်နှက်ပုံမရသူအယူလောက်ခံရမှန်းသိနေတော့လေဘာလို့ရမည်ကိုမဆုံးဖြတ်နိုင်သည့်ပုံပေါက်နေသည်ဟုသူထင်သည်ဂရီဂိုရီကရှေ့တွင်ကြားနေရသောပြစ်တန်ခတ်တံများကိုနားဆွင့်နေသည်သူတို့နှင့်တမိုင်လောက်အကွာတွင်ဖြစ်နိုင်ပြီးဘယ်မှရွေရှားပုံမရပေနေကမြင့်သည်ထက်မြင့်လာနေပြီးစိုးနေသောသူ့ယူနီဖောင်းပင်6ဆပြူလာနေပြီဖြစ်သည်ဘိုက်ဆာလာသဖြင့်သူရုရှားတန်ဘူးထဲမှဘီစကစ်6တခုထုတ်ယူပြီးခုနအာဇော့ထိုးထားသောနေရာကိုရှောင်ဝါးလိုက်ရသည်အပေါ်ကမြူများရှင်းသလောက်ဖြစ်သွားချိန်တွင်ရှေ့တမိုင်လောက်၌ဂျာမန်လေယာဉ်တစ်စင်းခက်နှိမ့်နှိမ့်ပြန်သွားသည်ကိုတွေ့လိုက်ရသည်အတန်ကိုနားထောင်လိုက်ခြင်းဖြင့်မြေပြင်ပေါ်ရှိသူတို့တပ်များကိုစက်တနက်နှင့်ပစ်ခတ်နေတာဖြစ်မည်ဟုဂရီဂိုရီအတက်သိလိုက်သည်အိမ်ဆောင်တပ်များကအခုလောက်ဆိုလူတယောက်စာလမ်းချင်းလေးပေါ်တွင်စုပြုံနေမည်လောသို့ဒီမဟုတ်ရှွန့်တော်ထဲတွင်အတင်းဖြတ်နေမည်လောညီတို့ပင်ဆိုစေပြစ်မှတ်ကထင်ထင်ရှားရှားကြီးဖြစ်လောက်ပြီးဂရီဂိုရီကသူရောသူတက်စုပါထိုနေရာမျိုးတွင်ရောက်မနေသည့်အဖြစ်ကိုတွေးပြီးနှစ်ဆတိုး၍ဝမ်းသာနေမိသည်မွန်လွယ်ပိုင်းလောက်တွင်တိုက်ပွဲသံများကသူတို့နှင့်ပို၍နီးကပ်လာနေသည်ရုရှားတပ်များနောက်သို့ပြန်ဆုတ်နေရပြီဖြစ်သည်ဂရီဂိုရီကသူ့လူများဆုတ်လာသောတပ်နှင့်ပူးပေါင်းရန်အစဉ်သင့်ပြင်ခိုင်းလိုက်သည်သို့တော်လည်းတိတ်ပြီးတိသာနေ၍မဖြစ်ပြန်ဖြည်းဖြည်းချင်းဆုတ်ခွာနိုင်မှုသည်ဖြည်းဖြည်းချင်းရှေ့ကိုတိုးနိုင်မှုလိုအရေးပါလာသည်သူ၏ညာဘက်နှင့်ဘဲဘက်တကြောတွင်လူများနွန်အိုင်ကိုဖြတ်၍မျက်စီသို့ပြန်ကျဲပြီးပြေးလာနေကြသည်အချို့ကလည်းတိတိတသာဒဏ်ရာတွေရလာနေသည်ကိုတွေ့ရသည်တပ်တွေဆုတ်ခွာလာမှုကစတင်နေပြီဖြစ်သည်သို့သောအားလုံးနီးပါးဆုတ်ခွာလာသည်ဟုပြော၍မရသေးပေအနီးအနားတနေရာလောက်မှမြင်းဟီတန်တစ်ချက်ကြားလိုက်ရသည်မြင်းတကောင်ဆိုကြတဲ့ကအရာရှိတယောက်ပါလာရမည်ဖြစ်သည်ဂရီဂိုရီကအော်စတီးယားများကိုပြစ်သည့်ပုံစံဖြင့်ချက်ချင်းလိုတွေ့ရမြင်ရကိုပြစ်ထည့်လိုက်သည်ထို့နောက်အတန်လာရာစီသို့လှမ်းကြည့်လိုက်ရာဗိုလ်မှူးအာဇော့ကအညိုရောင်အမဲလိုက်မြင်းကြီးကိုစီးကရှုံ့ဘွက်ထဲမှတစွတ်စွတ်နှင့်ဖြက်စီးလာနေသည်ကိုတွေ့လိုက်ရသည်အာဇော့ကဆုတ်လာနေသောစစ်သားများကိုအော်ဟစ်ငေါက်ငန်းနေပြီးတိုက်ပွဲရှိရာသို့ပြန်သွားရန်အမိန့်ပေးနေသည်ဆုတ်လာသောစစ်သားများနှင့်အငင်းအခုံဖြစ်နေပြီးသူ၏လက်ဆွဲတော်နဂတ်အမျိုးအစား6လုံးပြူးကိုဆွဲထုတ်လိုက်ပြီးစစ်သားများရှိရာကိုလှမ်းချိန်လိုက်သည်
စစ်သားများလည်းစိတ်မပါလက်မပါနှင့်လာရလမ်းအတိုင်းပြန်လှည့်သွားကြသည်ကိုတွေ့လိုက်ရသည်အာဇောက6လုံးပြူကိုအိတ်ထဲပြန်ထည့်လိုက်ပြီးဂရီဂိုရီတို့ရှိသည့်နေရာသို့ရောက်လာသည်ဒီမှာဘာလာပြီးတောက်ယူထနေကြတာတော့ဟုပြောလိုက်သည်ဂရီဂိုရီကမြေကြီးပေါ်တွင်ဝစ်နေရာကတစ်ချက်လှိမ့်လိုက်ပြီးသူ့ရိုင်းဖယ်ကိုကြီးဖြည့်လိုက်သည်သူ၏နောက်ဆုံးကြံနေသောကြီးစံ9000တွဲကိုကမန်းကရန်ပုံစံမျိုးဖြင့်ကြီးအိမ်ထဲသို့ထိုးထည့်လိုက်သည်ရှေ့ကတစ်ပင်အုပ်ထဲမှာရန်သူတွေရှိနေပါတယ်ရှင်မြင်းမော်ကစေးရင်ကောင်းပါလိမ့်မယ်လှမ်းမြင်နေရပါတယ်ခင်ဗျဟုပြန်ပြောလိုက်သည်အာဇောကမြင်းပေါ်ကမစင်းပဲအဲ့ဒါဆိုဒီမှာဘာလာပုံးနေတာလဲတူဘိုကီရီလောကဒီကောင်တွေကိုရှင်းပစ်ဖို့ပြောသွားခဲ့ပါတယ်ကျွန်တော်မျိုးရှေ့ပြေးအဖွဲ့ကိုလွှတ်လိုက်ပြီးမို့ဒီကနေကာပစ်ပေးနေတာပါအာဇောကအယူပါဟုပင်ဆိုရမည်ပင်သူတို့ကမင်းစီကိုလည်းပြန်မပစ်ပါလားကျွန်တော်မျိုးတို့ခေါင်းတောင်ပြူလို့မရအောင်ဖိပစ်ထားလို့ပါခင်ဗျအာဇောကခေါင်းကိုရမ်းလိုက်ရင်အစကလေးကရှိနေတယ်ဆိုရင်ပြန်ဆုတ်သွားတော့ပြီကျွန်တော်မျိုးတို့အဲ့လိုမထင်ပါဘူးရှင်ခုနကလေးတင်ကျွန်တော်တို့ကိုဒလဆက်ပစ်နေပါသေးတယ်ဟေးအဲ့ဒီမှာဘယ်သူမှမရှိဘူးအားလုံးပြစ်တာတွေရက်အခုရက်ဟုအာဇောကအတန်ကုန်မြင့်ပြီးအော်ပြောလိုက်သည်ဂရီဂိုရီဤတက်စိတ်ကအပြစ်ရက်ပြီးဘုံမှုကိုလှမ်းကြည့်နေကြသည်ငါအချက်ပေးတာနဲ့တက်ဆိုပြီး6လုံးပြူးကိုဆွဲထုတ်လိုက်သည်ဂရီဂိုရီလည်းဘာလို့ရမှန်းမသိတော့တိုက်ပွဲကသူကြိုတင်ခံမှန်းသည့်အတိုင်းအထိနာခဲ့ရပြီဖြစ်သည်တနေ့လုံးနီးပါးရှောင်လာခဲ့ပြီးမှအခုလိုပြီးသလောက်ဖြစ်နေချိန်တွင်အလဟတ်တမစွန့်စားလို့တော့သို့သောအရာရှိအမိန့်ကိုပြောင်ပြောင်တင်းတင်းညှင်းဆန်ခြင်းကအန်ဒရဲများလှသည်ထိုချိန်တွင်ဂရီဂိုရီတို့ရန်သူကင်းဘုံဟုပြောထားသောတစ်ပင်အုပ်စုဘက်စီမှစစ်သားတစ်ဖွဲ့ပြေးထွက်လာကြသည်ဂရီဂိုရီကအံ့အားတသင့်ဖြင့်စိုက်ကြည့်နေလိုက်သည်သို့သောသူတို့ကအော်စတီးယားများမဟုတ်ကြယူနီဖောင်းကိုတွေ့လိုက်ရသဖြင့်ပြန်ဆုတ်လာနေသောရုရှားများဖြစ်နေသည်သို့သောအာဇောစိတ်ကပြောင်းမသွားပဲဒီကောင်တွေကတရေဘောကြောင်တဲ့တက်ပြေးတွေပြစ်ဟုအမိန်ပေးပြီးသူ့6လုံးပြူနှင့်ချင်းကပ်လာနေသောရုရှားများကိုပြစ်တော်သည်ဂရီဂိုရီတို့တပ်စုလည်းဘာလို့ရမှန်းမသိပဲကြောင်ကြည့်နေကြသည်တိုက်ပွဲရှိရာသို့ပြန်မသွားလိုကြသောတပ်များကိုပြစ်မြည်ဟုမကြာခဏချင်းချောက်လေရှိသည်သို့သောဂရီဂိုရီနှင့်သူ့လူများကကိုယ့်ဘက်ကိုပြန်ပစ်ဖို့အမိန်ပေးသည်ကိုတခါမှမကြုံခဲ့ဘူးကြပေသူစီတို့ဘာလို့ရမလဲဟုသောမျက်နှာပေးဖြင့်လှမ်းကြည့်နေကြသည်အာဇောကဂရီဂိုရီဘက်တနက်လှဲ့ချိန်လိုက်ပြီးပြစ်စမ်းဒီသစ်ဆက်ဖောက်တွေကိုဟုအော်လိုက်သည်ဂရီဂိုရီကဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီးကဲပြစ်ငါလူတို့ဟုအော်လိုက်သည်အမြန်ကုန်းယုံထားလိုက်ပြီးချင်းကပ်လာနေသောရုရှားများကိုကြောပေးလိုက်ပြီးဘေးကိုဘဲပြန်ညာပြန်ကြည့်ကရိုင်ဖယ်ကိုကောက်ကင်လိုက်သည်မင်းတို့အားလုံးဘုံမှုပြောတာကြားကြတယ်မဟုတ်လားဟုပြောရင်တနက်ကိုဆွဲလှဲ့လိုက်ပြီးအာဇောထံထိုးချိန်လိုက်သည်သူ့အနေနဲ့ကိုယ့်ဘက်ကိုပြစ်ရမည်ဆိုလျင်စစ်သားတယောက်ကိုပြစ်မိအစားအရာရှိဆိုသည့်လူကိုသာသူ့အနေနဲ့ပြစ်မိဖြစ်သည်အာဇောကသူ့အားကြက်သေးသေးပြီးစိုက်ကြည့်နေသည်ထိုချိန်လေးမှာပင်ဂရီဂိုရီကတနက်မောင်းကိုဖြုတ်ချလိုက်သည်ပထမတစ်ချက်ကအာဇော၏မြင်းကိုတွားမှန်ပြီးလဲသွားသဖြင့်ဂရီဂိုရီ၏အသက်ကိုကယ်လိုက်သလိုဖြစ်သွားသည်အာဇောကလက်ထဲကသူ့တနက်နှင့်ဂရီဂိုရီကိုပြန်ပစ်လိုက်နိုင်တော့လေမြင်း၏လှုပ်ရှားမှုကြောင့်ပြစ်ချက်ကတလွဲစီဖြစ်သွားသည်ဂရီဂိုရီကလည်းချက်ချင်းဆိုသလိုတနက်မောင်းကိုဆွဲတင်လိုက်ပြီးနောက်တစ်ချက်ထပ်ပစ်လိုက်သည်ဒုတိယအချက်ကလည်းလွဲသွားပြန်သည်ဂရီဂိုရီကကိုချိန်ဆလိုက်မိသည်အခုဆိုဘိုမှုအပြင်သူပါအန်ဒရဲနဲ့ကြုံနေရပြီဖြစ်သည်အာဇောကသူ့မြင်းကိုထိမ့်ဖို့လုပ်နေရသဖြင့်တနက်ကိုမချိန်နိုင်ပဲဖြစ်နေသည်ဂရီဂိုရီကမြင်းနှင့်အတူတလှုပ်လှုပ်ဖြစ်နေသောပြစ်မှတ်ကိုအသေးအချာချိန်ရွယ်ပြီးတတိယအချိန်ပစ်ထည့်လိုက်ရာအာဇော၏ရင်ဘတ်ကိုတက်တက်ထိသွားသည်ဘုံမှုကမြင်းပေါ်မှတဖြည်းဖြည်းချင်းအောက်သို့ကျလာသည်ကိုသူစိုက်ကြည့်နေရင်ရှွန့်ပွက်သေးကိုသူ၏လေးလံသောခန္ဓာကိုယ်ကြီးဘွမ်းဆိုကျသွားသည်ကိုမြင်လိုက်ရာမှကျေနပ်စွာတစ်ချက်ပြုံးလိုက်မိသည်မြင်းကတော့ရိုင်တိရိုင်ထိုးနှင့်ထွက်သွားရင်းကရုတ်ချီးဆိုသလိုခွေးထိုင်ထိုင်ချလိုက်သည်ကိုတွေ့လိုက်ရသည်ဂရီဂိုရီကအာဇော့လဲနေရာသို့ရှောက်သွားလိုက်သည်ပက်လက်ကြီးလဲနေပြီးလှုပ်ရှားမှုတော့မရှိပေမဲ့အသက်တော့ရှူနေသေးသည်ဂရီဂိုရီ၏ကြည်စံကသူ့ရင်ဘက်၏ဘယ်ဘက်ကိုထိသွားပြီးသွေးတွေရွှဲနေသည်ဂရီဂိုရီကဘေးဘီကိုလှမ်းကြည့်လိုက်ရာပြေးလာနေသောစစ်သားများကအတော်ဝေးဝေးတွင်ရှိနေသေးပြီးဘာဖြစ်နေသည်ကိုတဲတဲကွဲကွဲမြင်နိုင်သည့်အနေအထားရမရှိသေးသူ့လူများကိုတော့သူလုံးဝယုံကြည်စိတ်ချထားသည်သူတို့၏အသက်ကိုချိန်ဖန်များစွာကဲတင်ထားဘူး၍လည်းဖြစ်သည်အာဇော၏နှစ်ဖူးတဲ့တဲ့ကိုသူရိုင်ဖယ်သနက်ပြောင်းဝနှင့်တေးလိုက်ပြီးဒါကမင်းတက်ခဲ့တဲ့ရုရှားသားကောင်းတွေအတွက်ဒါကတော့ငါရဲ့ရှေ့သွားအတွက်ဟုပြောကသနက်မောင်းကိုဖြုတ်ချလိုက်သည်ဘုံမူကပျော့ခွေသွားပြီးအသက်ရှူတာရပ်သွားတော့သည်
ဂရီဂိုရီကသူ့လူများဘက်ကိုလှည့်ကြည့်လိုက်ပြီးဗိုလ်မှူးကကံမကောင်းအကြောင်းမလှစွာပဲရန်သူကြည်တင့်ပြီးကြာဆုံးသွားခဲ့ပြီဟုပြောလိုက်ပြီးအားလုံးစုပ်ဟုအမိန့်ပေးလိုက်သည်အားလုံးကဝမ်းပန်းတသာအော်ဟစ်လိုက်ကြပြီးနောက်ကိုခြေကုံတုတ်ကြပြီးတော့သည်ဂရီဂိုရီကမြင်းစီသွားကကြည့်လိုက်တော့မြင်းကထရန်ကြိုးစားနေတော့လဲခြေတစ်ဖက်ကျိုးနေပြီဖြစ်သည်မြင်းဤနေရွက်နားကိုသူ့ရိုင်ဖယ်နဲ့ကတ်လိုက်ပြီးနောက်ဆုံးကြံနေသည့်ကြည်တောင်ကိုပြစ်ထည့်ပေးလိုက်သည်မြင်းကဘုံဆိုဘေးကိုလဲသွားပြီးငြိမ်သက်သွားပြီတော့သည်ဂရီဂိုရီစိတ်ထဲတွင်တော့ဗိုလ်မှူးအာဇော့ထက်မြင်းကိုပိုပြီးတနာစိတ်ဝင်မိခဲ့သည်ထို့နောက်ပြေးနေသောသူ့လူများနောက်သို့အမိပြေးလိုက်သွားပြီတော့သည်အခန်းနှစ်ဘာစီလေဤထိုးစစ်ကတဖြည်းဖြည်းနဲ့ရပ်တန့်သွားခဲ့ရပြီးနောက်ဂရီဂိုရီအားယခုအခါစိန့်ပီတာစဘတ်မှပီထရိုဂရက်ဟုအမည်ပြောင်းလိုက်သောမြို့တော်သို့ပြန်လည်နေရာချထားပေးခဲ့သည်နာမည်ပြောင်းရခြင်းမှာလည်းစိန့်ပီတာစဘတ်သည်ဂျာမန်အတန်ထွက်ပုံစံနှင့်ဆင်လွန်းသောကြောင့်ဖြစ်သည်ဟုသိရသည်စစ်ရေဝနေသောတပ်ဖွဲ့များအားဇာဘယင်မိသားစုနှင့်ဝင်ကြီးများကိုဒေါသထွက်နေသောလူအုပ်ကြီးရန်မှကာကွယ်ရန်ပြန်လည်ရွေးထုတ်ခေါ်ယူခဲ့ခြင်းကြောင့်လည်းဖြစ်သည်ဂရီဂိုရီတို့တပ်ရင်းမှကြံနေသူများကပထမ12ကင်တပ်မှနှင့်ပူးပေါင်းပေးလိုက်တဲ့အတွက်ဂရီဂိုရီသည်ဗိုင်ဘော့အရက်ရှိဆမ်ဆွန်လက်စကီပရိုစပတ်စစ်တမ်းလျာသို့ရွှေ့ပြောင်းခဲ့ရသည်ထို့အရက်သည်စက်ယုံအလုပ်ယုံများနှင့်ကျူးကျော်တဲများဖြင့်ပြည့်နေသောနေရာလည်းဖြစ်သည်ပထမ12ကင်တပ်ကကောင်းကောင်းကျွေးကောင်းကောင်းထားခံရသောတပ်မှလည်းဖြစ်သည်ကျေနပ်အောင်ထားမှသာလူမုန်းခံနေရသောအစိုးရမျိုးကိုကာကွယ်လိုစိတ်ရှိမည်မဟုတ်ပါလားမြို့တော်ကိုပြန်လာရမှဝမ်းသာမိတော့လေတစ်ဖက်တွင်ကက်ထရီနာနှင့်တွေ့ရမည်ဆိုသောအသည့်ကြောင့်တုန်လှုပ်နေမိပြန်သည်သူ့အနေနှင့်သူမကိုတွေ့ရန်မျှော်လင့်တောင်းတခဲ့မိသည်သူမအတန်ကိုနားထောင်လိုသည်သူဖြစ်သူလေးအားလည်းပွေ့ချခြင်းနေမိသည်သူမအပေါ်တွင်ရှိနေသောတက်မတ်စိတ်ကြောင့်သာစိုးရွံ့နေမိခြင်းလည်းဖြစ်သည်သူမသည်သူ၏ဇနီးတစ်ယောက်ဖြစ်ခဲ့ပေသည်ဒါကလည်းအပေါ်ယံဟန်ဆောင်မှုမျိုးသာဖြစ်ခဲ့သည်တကယ်တမ်းကျသူမအနေနဲ့ left ကိုရွေးချယ်ခဲ့ပြီးသူမ၏ကလေးကလည်း left ၏ရင်သွေးပင်ဖြစ်သည်ဒီအတွက်ဂရီဂိုရီအနေနဲ့သူမကိုချစ်ခွင့်မရှိပေသူပြန်လာမည့်အကြောင်းမပြောဘဲနေလျင်ကောင်းမလားဟုစဉ်းစားမိသေးသည်လူ2 သန်းခန့်သွားလာနေထိုင်လျက်ရှိသောမြို့ကြီးတွင်သူတို့အချင်းချင်းမတော်တဆဆုံဖို့ရန်ပင်တကယ်တမ်းကြမလွယ်ကူလှပေသို့တော်လည်းထို့သို့မတွေ့ဘဲလည်းမနေနိုင်ခဲ့ပြန်ပေနောက်တနေ့မနက်မှာပင်သူတို့တပ်စုအားညစာစားပွဲပြုလုပ်မည့်သူ၏ရခင်မြေရှင်ဖြစ်သူမင်းသားအန်ဒရေး၏အိမ်တော်ကိုစောင့်ရန်တာဝန်ပေးခြင်းခံခဲ့ရသည်မင်းသား၏အိမ်တော်ကနေဗာမြစ်ကိုလှမ်းမြင်နေရသောကမ်းပါးဆောင်တစ်ခုတွင်ရှိသည့်ပန်းရောင်နှင့်အဝါရောင်ဆေးချယ်ထားသောနန်းတော်တစ်ခုဖြစ်သည်နေ့လယ်လောက်တွင်လှေကတစ်များပေါ်တွင်စစ်သားအားလုံးတန်းစီနေကြရသည်ကောင်းကင်ကမိုးတိမ်များကြောင့်မဲမှောင်လာနေသည်သို့တော်လည်းအိမ်တော်ရှိပရင်းပေါက်တိုင်းလိုလိုတွင်အထဲတွင်ထွန်းညှိထားသောမီးရောင်များကအပြင်သို့ရှံထွက်နေသည်အိမ်တော်ရှိခြေမြန်တော်များနှင့်အခိုင်းစေများကဝိုင်ပလင်းများအချိုပွဲများတစ်သီးများတင်လာသောငွေလင်ပန်းများတဲသူကတဲဖြင့်အပြေးအလွှတ်ဖြစ်နေကြသည်ခမ်းမထဲတွင်တန်ဆုံတီးဝိုင်းငယ်ကလေးတစ်ခုကတီးခတ်နေသောအတန်ကိုအပြင်ကအတိုင်းသားကြားနေရသည်တစ်လွင်တောက်ပနေသောကားကြီးများကလှေကတစ်တွင်အရှိုရှိုဆိုက်ရောက်လာကြပြီးကုတ်အင်းကြီးအနက်များနှင့်အုတ်ထုပ်ရှည်ကြီးများစောင်းထားကြသောအမျိုးသားများကားတွေကထွက်လာနေကြသည်တိတ်မများလှသောလူစုလူဝေးတအုပ်ကလမ်းတစ်ဖက်မှရက်ကြည့်နေကြသည်မြင်ဘူးနေကြမြင်ကွင်းပင်ဖြစ်တော်လဲတစ်ခါနှင့်တစ်ခါမယိုးနိုင်ပေကားထဲမှတယောက်ထွက်လာတိုင်းလမ်းတစ်ဖက်မှလူအုပ်ကြီးကအော်ဟစ်လှောင်ပြောင်ကြသည်ရခင်အချိန်များဆိုကရဲကချက်ချင်းဆိုသလိုလူအုပ်ကြီးကိုနံပါတ်တုံများဖြင့်ရိုက်နှက်ဖြိုခွင်းမိဖြစ်တော်လဲရဲများကိုအရေးအယောင်ပင်မတွေ့ရလာသောဧည့်သည်များကလည်းဟိုဘက်ဒီဘက်စစ်သားများတန်းစီစောင့်နေသောလှေကတဲ့များအတိုင်းကတ်တုတ်တုတ်တက်သွားကြပြီးတကားနောက်ပျောက်ကွယ်သွားကြသည်သူတို့ကြည့်ရသည်မှာအပြင်တွင်လိုရာထက်ပိုနေရမှာကိုတိတိတသာပင်ကြောက်ရွံ့နေပုံရသည်ရက်ကြည့်နေသူများကအခုလိုသူကောင်းမျိုးနွယ်ဆိုသူများကိုလှောင်ပြောင်ကြခြင်းမှာမှန်ကန်သည်ဟုဂရီဂိုရီထင်မြင်မိသည်အဆိုပါသူကောင်းမျိုးနွယ်ဆိုသူများကစစ်ပွဲဆိုသည့်အရှုပ်အထွေးကြီးကိုဖန်တီးခဲ့ကြသူများပင်ပြဿနာဖြစ်လာပါကလူအုပ်ကြီးဘက်မှပင်ဝင်ပါလိုစိတ်များပင်ပေါက်လာရသည်ကြံသောစစ်သားဘလောက်များများကကောသူ့လိုခံယူကြလိမ့်မလဲဟုမှန်းဆနေမိသည်အခုလိုအချိန်မျိုးတွင်ဒီလိုအိတ်ခံပွဲမျိုးကိုသူကောင်းမျိုးနွယ်ဆိုသူများကအဘဲကြောင့်ရက်ရက်ရောရောတေခင်းအိတ်ခံနေကြနေပေသည်ရုရှား၏တဝက်ကျော်ကျော်ကငတ်မွတ်နေကြပြီးရှေ့တန်းရှိစစ်သားများပင်ရိတ်ခါများအလုံးအလောက်မရရှိကြအ
အင်ဂျရီလိုလူစားမျိုးကအိပ်ရတဲ့တွင်ပင်အဆုံးစီရင်ပြစ်တာမျိုးနှင့်ပဲထိုက်တန်လှသည်ဟုဂရီဂိုရီတွေးလိုက်သည်ဘုံမှုအာဇော့ကိုပြစ်တက်လိုက်သလိုမျိုးဒင်းကိုမတတ်မိအောင်ကိုချုပ်တီးရပေအောင်မည်ဟုသတိပေးလိုက်မိသည်ကားများတစ်စီးပြီးတစ်စီးရောက်လာမှုအဆုံးသတ်သွားတော့လေဘာပြဿနာမှမဖြစ်ခဲ့ပေလူအုပ်ကြီးလည်းပြင်းလာကြသည်နှင့်တဖြည်းဖြည်းလူစုကွဲသွားကြတော့သည်ဂရီဂိုရီကလမ်းတွင်ဖျက်လျှောက်သွားသောအမျိုးသမီးများကိုကက်ထရီနာများပါလေမလားဟုစူးစိုက်ကြည့်ရင်အချိန်ကုန်သွားခဲ့ရသည်ဧည့်သည်များပြန်ထွက်လာသည့်အချိန်တွင်တော့မှောင်လာပြီးအေးဓာတ်ကလည်းလွှမ်းခြုံလာနေသည်ထို့အတွက်ဘယ်သူမှလမ်းတောင်တွင်ရက်ပြီးနေလိုစိတ်မရှိကြတော့သဖြင့်အော်ဟစ်လောင်ပြောင်သံများလည်းမကြားရတော့ပေလူတွေအကုန်ပြန်သွားပြီးနောက်စစ်သားများအားနောက်ဖက်တကားမှသွင်းပြီးပါတီပွဲမှကြံသောအစားအသောက်များကိုစားခိုင်းပေသည်အစားအသောက်များကစပွဲပေါ်တွင်ဧည့်သည်များထားခဲ့သည့်အတိုင်းဖြစ်၍ရှုပ်ပွားနေသည်စစ်သားများကတော့ကရုတ်ကျင်းများထဲတွင်စားခဲ့ရသမျှနှင့်အပုံကြီးကွာခြားလျက်ရှိသဖြင့်ငတ်နှင့်ပလုတ်ပလောင်းစားကြပေတော့သည်မင်းသားအင်ဒရီကိုကဂရီဂိုရီအဖို့တညက်နေခင်းလုံးမမြင်ခဲ့ရပေစစ်တမ်းလျားသို့ပြန်ရောက်ကြသည့်အခါလက်နက်များကိုပြန်လဲအပ်နှံပြီးနောက်ထိုညအတွက်ကိုပိုင်အားလက်ချိန်ရခဲ့ကြသည်ဂရီဂိုရီလည်းကက်ထရီနာထံသွားခွင့်ရပြီဖြစ်၍အတော်လေးပျော်သွားမိသည်တန်ရာဤနောက်ဖက်မိဖို့ကြောင့်တည်းရှိပေါင်မုံနှင့်အသားများကိုကက်ထရီနာတို့ထံယူသွားရန်ထုတ်ပိုးလိုက်သည်တက်ချက်ကြီးတယောက်ဖို့ဒီလိုအခွင့်အရေးမျိုးကရနေခဲ့သည်ကိုထို့နောက်ဖနက်ကိုပြောင်းအောင်တိုက်ချွတ်ပြီးအပြင်သို့ထွက်လာခဲ့သည်မြို့ရဲရောက်တော့အချို့တန်ဖိုးကြီးပစ္စည်းများရောင်းသောဆိုင်များကဖွင့်နေဆဲဖြစ်ပြီးပရင်းပေါက်များကလည်းလျှက်စစ်မီးများဖြင့်ထိန်ထိန်ကြီးနေသည်ဆိုင်အတော်များများကတော့ပိတ်ကုန်ကြပြီဖြစ်သည်လူသိမ့်စိတ်မဝင်စားသည့်ပစ္စည်းများရောင်းသောဆိုင်များတွင်ရောင်းစရာများများဆဆမရှိသည်ကိုသတိထားခဲ့မိသည်မုံဖုတ်ရောင်းသောဆိုင်တစ်ခုရှိဆိုင်ဘုတ်တွင်မနှက်ဖြန်အထိပေါင်မုံမရပါဟုရေးထားသည်ကိုဖတ်လိုက်ရပြန်သည်အခုသူရှောက်နေသောနက်စကီလမ်းမကျယ်ကြီးက1905ခုနှစ်ကန်ဆိုးမိုးမှောင်ကျခဲ့ရသောတနေ့တွင်အမေနှင့်အတူရှောက်ခဲ့ဘူးသည်ကိုပြန်အမှတ်ရနေမိခဲ့သည်ထိုနေ့ကဇာဘရင်စစ်သားများလက်ချက်နှင့်အမေသေဆုံးခဲ့ရသည့်နေ့လည်းဖြစ်သည်အခုသူလည်းဇာဘရင်စစ်သားတဦးဖြစ်နေပေပြီသို့တော်လည်းသူ့အနေနှင့်မိမသားများနှင့်ကလေးများကိုပြစ်မိလူတော့မဟုတ်ပေဇာဘရင်ကသာအရင်ကပုံစံမျိုးပြန်ချိုးအောင်မည်ဆိုလျင်အရင်ကနှင့်မတူသောပြဿနာကသူ့ကိုစောင့်ကြိုနေပေလိမ့်မည်သာပင်လူမိုက်ပုံစံပေါက်နေသောလူငယ်10ယောက်12ယောက်ခန့်ကအင်ဂျီအမဲကပ်အုပ်ထုတ်အမဲများကိုစောင်းထားကြပြီးဇာနီကိုလက်စ်ငယ်စဉ်ကပုံကိုကင်ဆောင်လာကြရင်သူတို့ထဲမှတယောက်ကဇာဘရင်တတ်တော်ရာကျော်ရှိပါစေဟုအော်ဟစ်လိုက်သဖြင့်ကြံလူများကလည်းသွားနေရမှရပ်လိုက်ပြီးစောင်းလာသောအုတ်ထုပ်များကိုလက်ကလေးနှင့်ပင့်တင်လိုက်ကြကဩဘာပေးကြသည်လမ်းသွားလမ်းလာများကလည်းအုတ်ထုပ်ကိုအသာအရာပင့်တင်လိုက်ကြသည်ကိုတွေ့ရသည်ဂရီဂိုရီကဒီလိုအဖွဲ့များကိုအရင်ကတွေ့ဘူးခဲ့ပြီဖြစ်သည်၎င်းတို့သည်ရုရှားပြည်သူ့သမဂ္ဂဆိုသောလက်ရာအုပ်စုတွင်ပါဝင်ကြပြီးသူတို့အားအမဲတရာဟုခေါ်ကြသည်ရုရှားရွှေရောင်တောက်ခဲ့သည့်ကာလများဖြစ်သော liberal သမားများမရှိ socialist များလည်းမရှိဂျူးများလည်းမရှိသည့်ခေတ်ကိုပြန်သွားလိုကြသူများဖြစ်သည်၎င်းတို့ဥဆောင်ထုတ်ဝေနေသောသတင်းစာများကိုအစိုးရမှငွေကြေးထောက်ပံ့ပေးနေပြီးလက်ကမ်းကြော်ညာများကိုပင်ရဲဌာနချုပ်၏မြေအောက်ခန်းတွင်ပုံနှိပ်ခဲ့ကြကြောင်းဘော်ရှီဘက်များကရဲအဖွဲ့အတွင်းရှိ၎င်းတို့၏အဆက်အသွယ်များမှတဆင့်သိခဲ့ကြပြီဖြစ်သည်ဂရီဂိုရီကသူတို့အားယွန်ရှာစွာတစ်ချက်လှည့်ကြည့်လိုက်ပြီးကြော်တက်လာခဲ့သည်သူတို့ထဲကတယောက်ကဟေးဘာလို့အုတ်ထုတ်မချွတ်တာလဲဟုလှမ်းអော်လိုက်သည်ကိုကြားလိုက်ရသည်ဂရီဂိုရီကဘာမှပြန်ဖြေမနေဘဲဆက်သာလျှောက်လာခဲ့မိသည်သူတို့ထဲကတယောက်ကနောက်မှနေ၍သူ့လက်မောင်းကိုဖမ်းကင်လိုက်ပြီးမင်းဘာကောင်းလဲဂျူးလားချွတ်ဆန်းအုတ်ထုတ်ဟုပြောလိုက်သည်ငါ့ကိုနောက်တစ်ခါထိလို့ကတော့မင်းရဲ့စောက်သုံးမကြတဲ့ခေါင်းကိုတစားစီဆွဲခွာပြစ်မယ်ငါဘာမှတ်လဲလူကြီးတော့ပေါ့စနာပဲရှိသေးတယ်ဟုဂရီဂိုရီကခက်အေးပဲပြန်ပြောလိုက်သည်ထိုလူကကိုရှိန်တက်သွားပြီးဂရီဂိုရီအားလက်ကမ်းစာရွက်တစ်ရွက်ကမ်းပေးလိုက်ရင်တောင်ဖတ်ကြည့်ပါမိတ်ဆွေဂျူးတွေကခမားတို့လိုစစ်သားတွေကိုဘလို့တစ္ဆာဖောက်နေကြတယ်လဲဆိုတာသိရလိမ့်မယ်ငါရှိကနေအခုထွက်သွားစမ်းမဟုတ်ရင်ဒီစာရွက်ကိုမင်းဖင်နဲ့ထိုးထည့်ပြလိုက်မယ်ငါဘာမှတ်နေလဲဟုဂရီဂိုရီကပြောလိုက်သည်စာရွက်ကမ်းပေးသောလူကကြံလူများကိုအကူအညီရလိုရညာလှမ်းကြည့်လိုက်ရာကြံလူများကလူလက်ပိုင်းဖြစ်ဟန်ရှိသောသိုးမွေးအုတ်ထုပ်နှင့်လူကိုထိုးကျိတ်ကန်ကြောက်နေကြသဖြင့်ဂရီဂိုရီလည်းဆက်လျှောက်လာခဲ့သည်ပိတ်ထားသောဆိုင်တစ်ခုရှိအဖြတ်တွင်မိမတူကတရူဘယ်နဲ့ဆိုကျမနဲ့အိတ်လို့ရတယ်ဟုသူ့အားလှမ်းပြောလိုက်တန်ကိုကြားရသည်
ဒီလိုအပြောမျိုးကပြည်တစားတို့ပြောနေကြအတန်မျိုးဖြစ်တော့လေယခုသူကြားလိုက်ရသည့်အတန်ကပညာတတ်တယောက်၏လေယူလေသိမ်းမျိုးဖြစ်နေသဖြင့်အံ့အားသင့်သွားမိခဲ့ရသည်သူမရှိရာကိုတစ်ချက်လှမ်းကြည့်လိုက်တော့ဝစ်ထားသောလောင်းကုတ်အင်ကြီးကိုတစ်ချက်လှစ်ပြလိုက်ရာရာသီဥတုကအေးစိမ့်နေတော့လဲအောက်တွင်ဘာမှဝစ်မထားသည်ကိုတွေ့လိုက်ရသည်အသက်က30ကျော်လေးရှိမည်ဖြစ်ပြီးလုံးဝကြီးထွားသောရင်သားများနှင့်ပြားချက်နေသောဝမ်းပိုက်ကြောင့်ဂရီဂိုရီအဖို့ကာမဆန္ဒများကြွတက်လာခဲ့မိသည်သူအဖို့မိမတယောက်နှင့်အတူမနေသည်မှာနှစ်ပေါင်းများစွာရှိနေရပြီဖြစ်သည်အခုအမျိုးသမီးကြည့်ရသည်မှာသူတွေ့ဘူးနေကြလို့ညင်ညစ်ပတ်ပတ်သေးကမဟုတ်ပဲတန်တန်ပြန်ပြန်ရှိပုံရသည်အမျိုးသမီးကအင်ကြီးကိုပြန်ဖုံးလိုက်ပြီးလုံးမလားမလုပ်ဘူးလားဟုမေးလိုက်သည်ကျုပ်မှာပိုက်ဆံမရှိဘူးဟုဂရီဂိုရီကပြောလိုက်သည်ဒါဆိုအိတ်ထဲကဘာတော့ဟုသူကင်လာသောအိတ်ကိုမေးထိုးပြပြီးအမျိုးသမီးကမေးလိုက်သည်စားစရာအနေအချင်းမှာပေါင်မုံတရုံးပိုင်ဖြစ်တယ်ကျမကလေးတွေခုဘာမှမစားရသေးဘူးဘယ်လိုက်ရမှာတော့ဟုတ်ခုနကသူမရင်သားများကိုမျက်စိထဲပြန်မြင်အောင်ရင်ဂရီဂိုရီကမေးလိုက်သည်စိုက်နောက်ခန်းထဲမှာဒီလိုအာသာဖြေလိုက်မှကက်ထရီနာနှင့်တွေ့လျင်သူ့စိတ်စင်ရိုင်းကိုချွန်းနဲ့ထိန်းနိုင်တော်မူဟုလည်းဂရီဂိုရီတွေးလိုက်မိသည်သူမကတကားကိုဖွင့်ပေးလိုက်သဖြင့်ဂရီဂိုရီကအထဲသို့ဝင်လိုက်သည်တကားကိုပြန်ပိတ်ပြီးချက်ထိုးလိုက်ပြီးနောက်ဆိုင်ကိုဖြတ်ပြီးအခြားအခန်းတစ်ခုထဲသို့ဝင်လိုက်ကြသည်ဂရီဂိုရီကလမ်းမီးရောင်မှဖြာကျလာနေသောအလင်းရောင်ဖြော့ဖြော့အောက်တွင်မှုရတစ်လုံးချထားပြီးစောင့်ခင်းထားသည်ကိုတွေ့လိုက်ရသည်အမျိုးသမီးကသူ့ဘက်လှည့်လိုက်ပြီးအပေါ်ကုတ်အင်ကြီးကိုလှပ်ပြလိုက်ပြန်သည်ကျေးဇူးပြုပြီးပေါင်မုံသာအရင်လှမ်းလိုက်ပါစားခြင်းဟုပြောလိုက်သည်အိတ်ထဲမှပေါင်မုံအကြီးတစ်လုံးကိုထုတ်ယူလိုက်ပြီးလှမ်းပေးလိုက်သည်ကျမခဏနေပြန်လာမယ်ဆိုကလှေကားပေါ်ပြေးတက်သွားပြီးတကားဖွင့်လိုက်သဖြင့်အထဲမှခလေးတန်တတန်ကိုကြားလိုက်ရသည်ယောက်ျားတစ်ယောက်ဤခတ်အုပ်အုပ်နှင့်တလိပ်အပြည့်ဖြင့်ချောင်းဆိုးတန်ကိုပါကြားလိုက်ရပြန်သည်အတန်တိုးတိုးဖြင့်ခဏမျှကြားလိုက်ရပြီးနောက်တကားပြန်ပိတ်တန်ကြားလိုက်ရပြီးသူမအောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်သူမကအင်ကြီးကိုချွတ်ချလိုက်ပြီးအိယာပေါ်တွင်ပက်လက်လှဲလိုက်သည်ဂရီဂိုရီလည်းသူမဘေးတွင်ဝင်လှဲလိုက်ပြီးပွေ့ဖက်လိုက်မိသည်သူမမျက်နှာကဆွဲဆောင်မှုရှိပြီးညံရည်လည်းထက်မြက်ပုံရသည်ဂရီဂိုရီကသူမ၏နူးညံ့သောခန္ဓာကိုယ်ကိုလက်ဖြင့်အသာအရာပုတ်သက်ပေးနေမိတော့လေအရင်ကလိုစိတ်ဆန္ဒများပျောက်ကွယ်သွားကုန်ပြီဖြစ်သည်မြင်ရကြားရသမျှကစိတ်မချမ်းမြေ့ပွဲပင်ဘာဆိုဘာမှရောင်းရံမရှိတော့သောဆိုင်ကန်တစ်ခုနာမကျန်းဖြစ်နေသောခင်ပွန်းသည်စာလောင်မွတ်သိမ့်နေသောကလေးငယ်နှင့်မြူတူတူမျက်နှာပေအမျိုးသမီးကသူ့ဘောင်းမီကျဲသီးများကိုဖြုတ်တော့မြည်ဟန်ပြင်းနေ၍ဂရီဂိုရီကထထိုင်လိုက်ပြီးသူမ၏အင်ကြီးကိုကမ်းပေးလိုက်ရင်ပြန်ဝတ်ထားလိုက်ပါဟုတ်ပြောလိုက်သည်သူမကအထိတ်တလက်မျက်နှာပေးဖြင့်ရှင်းပေါင်မုံတွေပြန်ယူလို့မရတော့ဘူးနော်တဝက်လောက်စားပြီးကုန်ပြီဂရီဂိုရီကခေါင်းကိုရမ်းပြလိုက်ပြီးမင်းဘာလို့အခုလိုဖြစ်သွားရတာလဲသူမကအင်ကြီးပြန်ဝတ်ပြီးကျဲသီးများပြန်တက်လိုက်ရင်ကရှင်းမ secret ပိုင်တလိပ်လောက် secret တလိပ်လှမ်းပေးလိုက်ရင်သူကိုယ်တိုင်လည်းတလိပ်ထုတ်တော့လိုက်သည်သူမကမီးခိုးများမှုတ်ထုတ်လိုက်ပြီးကျမတို့မှအရင်ကဖက်နှက်ဆိုင်တစ်ဆိုင်ရှိခဲ့ဘူးတယ်လူလက်တန်းစားတွေအတွက်အရေးအသွေးမြင့်တဲ့ဖက်နှက်တွေရောင်းတဲ့ဆိုင်ပေါ့ကျမအမျိုးသားကစီးပွားရေးလက်မြင်တဲ့သူတဦးမို့ကျမတို့အဆင်ပြေပြေနေနိုင်ခဲ့ကြတယ်ဒါပေမဲ့အခုကျတော့ဒီမျိုးမှာသူကောင်းမျိုးနွယ်တွေကလွဲပြီးဘသူမှဖက်နှက်ဝယ်မစည်းနိုင်ကြတော့တာ2 နှစ်လောက်တောင်ရှိသွားပြီလေမင်းတို့ကဒီပြင်ဟာတခုခုမလုံနိုင်ကြတော့ဘူးလားတိတ်လုံနိုင်တာပေါ့ဟုပြောလိုက်ရင်ကသူမမျက်နှာပေါ်တွင်ဒေါသအရိပ်အယောင်များလွှမ်းလာသည်ကျမတို့ကဒီတိုင်းမလုတ်တက်မကင်တက်နဲ့ထိုင်နေပြီးပြက်သမျှအကြောင်းအကောင်းဆိုတဲ့လူမျိုးတွေမဟုတ်ဘူးကျမယောက်ျားကစစ်တပ်ကလိုတဲ့ရှူးဖက်နှက်တွေကိုသူတို့ပေးနေကြရဲ့တဝက်ဈေးနဲ့သွင်းပေးဖို့လုပ်ခဲ့တယ်ကျမတို့ဆိုင်ကိုဖက်နှက်တွေသွင်းနေကြအလုပ်ယုံလေးတွေကလည်းအဲ့ဒီချိန်မှာအော်ရာရရင်ပြီးရောဆိုတဲ့သဘောရှိလို့ကျမတို့ကစစ်ဖက်ဆက်မှုလုပ်ငန်းကော်မတီကိုတွားတွေ့ခဲ့တယ်အဲ့ဒါဘာလဲရှင်ကအဝေးရောက်နေတာအတော်ကြာသွားပြီဆိုတော့ဒါတွေကိုမသိတော့ဘူးပေါ့အခုဒီမှာလုပ်နေတဲ့အလုပ်မှန်သမျှကိုတသီးပုဂ္ဂလကော်မတီဦးဆောင်ကြီးကြပ်နေကြရတယ်အစိုးရကဘာဆိုဘာတစ်ခုမှကိုလုံနိုင်ကိုင်နိုင်စွမ်းမရှိကြတော့လို့လေစစ်ပတ်ဆက်မှုလုပ်ငန်းကော်မတီကစစ်တပ်အတွက်လိုတဲ့ပစ္စည်းတွေသွင်းပေးရတယ်အဲ့ဒီတုန်းကပိုလီဗန်နော့ဖ်ကစစ်ဝင်ကြီးလေအဲ့တော့ဘာတွေဖြစ်ကုန်လဲအော်ဒါတော့ရခဲ့ပါရဲ့ကျမအမျိုးသားကလည်းသူ့မှာစုဆောင်းထားတဲ့ငွေတွေအားလုံးကိုပုံအောပြီးဖက်နှက်လုပ်တဲ့သူတွေကိုကြိုပေးခဲ့တယ်အဲ့နောက်ဇာကပိုလန်နော့ဖ်ကိုဖြုတ်ပစ်လိုက်တယ်လေဘာလို့ဖြုတ်ပစ်ရတာတော့
ပိုလန်နော့ဖ်ကအလုသမားကိုယ်စားလှယ်တွေကိုကော်မတီထဲပါခွင့်ပြုခဲ့တော့ဇာကသူ့ကိုတော်လှန်ရေးသမားလို့ထင်လာတယ်လေနောက်ဆုံးကျကျမတို့ရဲ့အော်ဒါတွေကိုဖျက်ပစ်လိုက်တော့ကျမတို့လည်းဒေဝါလီခံကုန်ကြရတာပေါ့ဂရီဂိုရီကကြားရသည်ကိုယွန်ရှာလာမိသဖြင့်ခေါင်းကိုရမ်းလိုက်မိသည်အော်ကျုပ်ကအစကယူးနေတဲ့သူတွေကရှေ့တန်းကတက်မှုတွေလောက်ပဲအောင်းမေ့နေတာကျမတို့တခြားဟာတွေကိုလည်းလိုက်လို့ဖို့ကြိုးစားကြပါသေးတယ်ကျမယောက်ျားဆိုဘယ်အလုံးမဆိုလုံးမဲစပွဲထုတ်ဖြစ်ဖြစ်ဘတ်စကားဒရိုင်ဘာဖြစ်ဖြစ်လမ်းပြင်တဲ့လူဖြစ်ဖြစ်လှုပ်ဖို့ဝင်မလေးခဲ့ဘူးဘသူကမှအလုပ်ပေးတာမျိုးမရှိဘူးကြာတော့စိတ်တွေပူပန်လာပြီးအစားအသောက်ကလည်းချို့တဲ့လာတော့အခုလိုမကြမ်းမဖြစ်တော့တာပါပဲဒါကြောင့်အခုမင်းဒီလိုအလုပ်မျိုးမင်းလုပ်နေရတယ်ပေါ့ဒီအလုပ်ကလည်းကျမကကောင်းကောင်းမကျွမ်းကျင်လှဘူးဆိုရမှာပဲတချို့ကရှင့်လိုပဲကျင်နာတနာတတ်ကြပေမဲ့တချို့ကြပြန်တော့ဟိုဆိုကမျက်နာကိုတစ်ဖက်သို့လွှဲသွားသည်ဂရီဂိုရီကတောက်လက်ဆစီကရက်တလိတ်ကုံသွားသဖြင့်မတ်တက်ထားရလိုက်ပြီးသွားတော့မယ်မင်းနာမည်ကိုတော့မမေးတော့ပါဘူးသူမလည်းလိုက်ရက်လိုက်ခါရှင့်ကြောင့်ကျမတို့မိသားစုဆက်ပြီးအသက်ရှင်ကြရပြန်အောင်မယ်လေကျမဒီညအဖို့တော့လမ်းပေါ်ထပ်ထွက်เสียမလို့တော့ပါဘူးရှင့်ကိုကျေးဇူးတင်ပါတယ်စာချင်းကြီးရေဟိုဆိုကသူ့နှက်ခမ်းကိုဖောက်ဖွားလေးနမ်းလိုက်သည်ဂရီဂိုရီလည်းစိုင်ပြင်သို့ထွက်လာခဲ့သည်အပြင်တွင်အေးဓာတ်ကပိုကဲလာနေသည်နာဘာခရိုင်ဘက်သို့လမ်းများကိုဖြတ်ပြီးခတ်တုတ်တုတ်လျှောက်လာခဲ့မိသည်ခုနကဆိုင်နှင့်ပို၍ဝေးလာလေသူ၏စိတ်ဆန္ဒများကပြန်တောင်းချမ်းလာပြီးသူမ၏ဣဆက်နေသောခန္ဓာကိုယ်ကိုပြန်လဲတန်းတလာမိပြန်သည်သူ့လိုပင်ကက်ထရီနာလည်းလိုအင်ဆန္ဒရှိပေလိမ့်မည်မဲမငယ်တယောက်အတွက်အဖော်မရှိဘဲ2 နှစ်ဆိုသောအချိန်သည်အတော်ပင်လွန်လွန်နေပြီဖြစ်သည်သူမကအခုမှ23 နှစ်သာရှိနေပေသေးသည်တို့အတွက်သူ့အပေါ်ရော left အပေါ်ပါတစ္ဆာရှိရမည်ဟုမျှော်မှန်းခဲ့လျင်ကြိုးကြောင်းစီလျော်မှုတော့မရှိလာပေကလေးအမေတယောက်ဖြစ်၍ယောက်ျားအတော်များများကဝေးဝေးကရှောင်ကြပေလိမ့်မည်တစ်ဖက်ကကြည့်ပြန်တော့သူမ၏အသွင်ကတစ်ဖက်သားကိုဖမ်းစားနိုင်လွန်အားရှိနေပြန်သဖြင့်အခုလိုညမျိုးတွင်တယောက်တည်းမှရှိနေပါမည်လားဟုလည်းအထိတ်တလန့်တွေးလိုက်မိပြန်သည်မိရထားလမ်းတစ်လျှောက်သူအရင်နေခဲ့သည့်အိမ်လေးရှိရာဘက်သို့ရှောက်လာခဲ့မိသည်သူ့စိတ်ထဲကထင်ယောင်ထင်မှားဖြစ်နေ၍လောသို့မဟုတ်လမ်းမီးရောင်ဖြော့ဖြော့ကြောင့်လမ်းသည်အရင်ကထက်ဆုတ်ချသွားနေသလိုထင်မြင်မိသည်သူမရှိသောကာလများတွင်ဘာတစ်ခုမျှစေးတုပ်ပြင်ဆင်တန့်ရှင်းရေးလုပ်ခဲ့ပုံမရလမ်းတောင်ရှိပေါင်မုံဖုတ်သည့်ဆိုင်တွင်ဆိုင်ကားသာပိတ်ထားတော့လေတန်းစီနေကြသည့်လူများကိုတွေ့နေရသည်အိမ်တော်ကသူနှင့်အတူရှိနေစေဖြစ်၍တကားဖွင့်ပြီးဝင်လာခဲ့သည်ကြောက်ကြောက်နှင့်အိမ်ပေါ်ထက်သို့လှေကားမှတစ်ဆင့်တက်သွားခဲ့သည်သူ့အနေနဲ့ကက်ထရီနာကိုအခြားယောက်ျားတစ်ယောက်နှင့်အတူမတွေ့စေခြင်းမိခဲ့ကြိုပြီးလာမည့်အကြောင်းပြောလိုက်ကကောင်းပေသားဟုတွေးမိလိုက်သည်တကားကိုခောက်လိုက်သည်ဘသူလဲသူမအတန်ကိုကြားလိုက်ရ၍လောမသိသူ့မျက်လုံးတွင်မျက်ရည်များဝိုင်းလာခဲ့သည်ဧည့်သည်ပါဟုခက်ပြက်ပြက်ပြန်ဖြေလိုက်ပြီးတကားကိုဆွဲဖွင့်လိုက်သည်သူမကမီးဖို့ဘေးတွင်ရက်နေပြီးလက်ထဲတွင်ဒဲအိုးကိုကင်ထားသည်သူ့ကိုမြင်လိုက်တော့လက်ထဲကဒဲအိုးလွတ်ကျသွားပြီးနှုတ်တွေဖိတ်ကုန်သည်လက်ကအလံတကြားပါဇက်ကိုလှမ်းပိတ်လိုက်ပြီးအော်တန်ထွက်လာသည်ငါပါဟုဂရီဂိုရီကပြန်ဖြေလိုက်သည်ကျမ်းပြင်ပေါ်တွင်ကလေးတစ်ယောက်ကလက်ထဲတွင်ကင်ထားသောဇွန်းနှင့်ဆော့နေသည်ဂရီဂိုရီကိုကြောက်လန့်တကြားမော့ကြည့်လိုက်ရင်အော်ငိုလိုက်လေသည်ကက်ထရီနာကကလေးကိုကောက်ချီလိုက်ရင်မငိုနဲ့ဖိုလိုရာအဲ့ဒါတားရဲ့အဖေဟုပြောလိုက်ရင်ကလေးကိုလှုပ်ပြီးချော်နေသည်ဂရီဂိုရီစိတ်ထဲတွင်တော့ကလေးကသူ့ကိုအဖေဟုထင်စေခြင်းလားဆိုတာမရေရာလားအခုအချိန်ကဒါကိုအငင်းအခုံလုပ်ရမည်အချိန်မဟုတ်သေးဟုသူနားလည်လိုက်သည်အခန်းထဲသို့ဝင်လိုက်ပြီးတကားကိုပြန်ပိတ်လိုက်သည်သူတို့နှစ်ယောက်လုံးကိုဖတ်လိုက်ပြီးကလေးကိုနမ်းလိုက်သည်ပြီးနောက်ကက်ထရီနာ၏နှစ်ဖူးပြင်ကိုအသာနမ်းလိုက်မိပြန်သည်ပြီးနောက်ခြေတလှမ်းနောက်ဆုတ်ပြီးသူတို့သားမိကိုကြည့်လိုက်မိသည်သူမသည်ရဲစခန်းမူပင်စကီလက်ကသူကဲတင်ခဲ့သောအပြစ်ကင်းသည့်ကလေးတငယ်လိုမျိုးမဟုတ်တော့အနှဲငယ်ပိန်သွားပြီးလောကဒန်၏အရေးအကြောင်းများကိုမျက်နှာပေါ်တွင်တွေ့နေရသည်ထူးဆန်းဖို့ကောင်းသည်ကလေးသည် left နှင့်မတူခြင်းပင်ဖြစ်သည် left ၏ချောမောမှုနှင့်အောင်နိုင်သူအပြိုးမျိုးကလေးမျက်နှာပေါ်တွင်မတွေ့ရကလေးကချစ်စရာလေးပဲဟုဂရီဂိုရီကပြုံးရင်းပြောလိုက်သည်ရှစ်နှစ်ရွက်ကဘာဖြစ်တာလဲဂရီဂိုရီကသူ့ညာဘက်နှစ်ရွက်ကိုစမ်းလိုက်ရင်းကတာနယ်ဘက်တိုက်ပွဲမှာဒဏ်ရာရခဲ့တာတောတွေကကောအရာရှိတယောက်ကငါ့ကိုမကျေနပ်လို့ထိုးတာအခုတော့သူလည်းသေပါပြီရှင်အရင်ကလိုမချောတော့ဘူး
အရင်တုန်းကလည်းသူ့ကိုချောသည်ဟုတခါမှမပြောခဲ့ဘူးပဲအသေးမွားတန်ရာတွေပါကွာအသက်ရှင်တာကိုပဲကံကောင်းတယ်ပြောရမှာပဲသူ့အခန်းဟောင်းလေးကိုလှည့်ပတ်ကြည့်လိုက်မိသည်မတိမသားလေးကွဲလွဲနေသည်ဗရဲမောက်တွေမှာခန်းစည်းတွေနှင့်ဖြစ်နေပြီးမိဖို့ပေါ်ရှိစင်တွင်လည်းပန်းအိုးတွေအယုတ်တွေနှင့်ပို့စကတ်လေးတွေတင်ထားသည်ကိုတွေ့ရသည်အနက်အသက်ကအစတစ်လွင်နေသည်ကက်ထရီနာကစောစောကကျမ်းပြင်ပေါ်တွင်ဖိတ်ကျနေသောနှုတ်များကိုတုပ်လိုက်ရင်းကလေးတောက်ဖို့တော့ကုန်ပါပြီကျမနှုတ်ကလည်းမထွက်တော့လို့ဒါပဲတောက်နေရတာဟုပြောလိုက်သည်ဒီအတွက်တော့ပူးမနေနဲ့ဟုဆိုကအိတ်ထဲမှပါလာသောဝက်ဥကြောင်ကော်ဖီတုပ်နှင့်ယူဘူးများကိုထုတ်ပေးလိုက်သည်စစ်တမ်းရမိဖို့ကြောင့်ကရလာတာဟုတခါတည်းရှင်းပြလိုက်သည်ယူဘူးကိုချက်ချင်းဆိုသလိုဖွင့်လိုက်ပြီးဗလာဒီမာအားဇွန်နှင့်ခွန့်ကျွေးလိုက်သည်အိမ်မက်များမှတ်နေသလားလို့ဒီပုံတိုင်းဆိုပေါင်မုံဆိုင်ရှိညအိတ်တန်းစီစရာကိုမလိုတော့ဘူးဂရီဂိုရီမျက်မှောင်ကျုပ်လိုက်ပြီးမင်းဘာဆိုလိုတာလဲဘူးတွေကယူများကိုကော်စားလိုက်ရင်ကပေါင်မုံတွေကဘယ်တော့မှလုံလုံလောက်လောက်ရကြတာမဟုတ်ဘူးမနဲ့မိုးလင်းလို့ပေါင်မုံဆိုင်ဖွင့်ပြီးဆိုတာနဲ့အားလုံးကုံရောတန်းစီစောင့်မှကိုဝယ်လို့ရတာညတကောင်မတိုင်မီသွားပြီးတန်းမစီနိုင်လို့ကတော့ရှင်ဆိုင်ရှိမရောက်ခင်ကုံပြီးသားပဲဖယားရီဟုတ်ရေရွတ်လိုက်ရင်ပလက်ဖောင်းပေါ်တွင်အိပ်ရင်တန်းစီနေရမည်သူမအဖြစ်ကိုတွေးရင်စိတ်မကောင်းဖြစ်မိသွားသည်အဲ့ကြောင့်ဘိုးလိုသားကိုဘယ်လိုလုပ်ခဲ့လဲကျမမရှိရင်ကောင်မလေးတယောက်ကသူ့အတန်ကိုနားဆွင့်ပေးတယ်လေဒါပေမဲ့သူကတညလုံးအိတ်တာပါပဲဆိုင်ရှင်မိန်းမဖြစ်သူကပေါင်မုံတစ်လုံးအတွက်သူနှင့်ကာမဆက်ရှက်ဖို့ဝင်မလေးသည်မှာအစမ်းတော့မဟုတ်ဟုတွေးလိုက်မိသည်သူ့အနေနဲ့လိုရာထက်ကိုပို၍ပင်ပေးလိုက်မိသလိုဖြစ်နေသည်ဒါနဲ့နေပါဦးမင်းကောနေရထိုင်ရတာအဆင်ပြေရဲ့လားကျမတပတ်ကို12 ruble စက်ယုံကရတယ်လေသူ့စိတ်ထဲဇဝေဇဝါဖြစ်သွားမိသည်မင်းငါသွားတော့ငါထက်2ဆလောက်ပိုရနေပါလားဒီအခန်းငှားကရှင်ရှိတုံးကတပတ်ကို4 ruble ကနေအခုဆို8 ruble ပေးနေရပြီလေကျန်တာတွေအတွက်ကျမမှ4 ruble နဲ့ဖြစ်အောင်နေနေရတာအာလူတိတ်ကိုအရင်က1 ruble ကနေအခု9 ruble ဖြစ်နေပြီအာလူတိတ်ကို9 ruble ဟုတ်လားလူတွေဘလို့များအသက်ရှင်နေကြလဲကွာလူတိုင်းငတ်နေကြပြီလေကလေးတွေဆိုနေထိုင်မကောင်းဖြစ်ရင်သေကြတာများတယ်အသက်ကြီးတဲ့လူတွေလည်းဒီလိုပဲနေမြင်ညပြောက်တနေ့ထက်တနေ့ပိုဆိုးလာနေပြီဘသူကမှဘာမှမလုပ်ဖဲနေကြလေရဲ့ဂရီဂိုရီတယောက်ကြားခဲ့ရသမျှအတွက်အတော်စိတ်ထိခိုက်သွားမိသည်စစ်တပ်ထဲမှာအနေစင်းရဲ့အစားစင်းရဲ့ဖြစ်နေစဉ်ကကက်ထရီနာနှင့်ကလေးကတတ်တောင့်တတ်တာချမ်းသာနဲ့နေရလိမ့်မည်ဟုထင်ခဲ့မိသည်ဒီလိုတွေးမိခြင်းကပင်သူ့ကိုယ်သူအယူဖြစ်မှန်မသိဖြစ်နေခဲ့ရသည်သူမကမုံဘိုရှိတွင်တန်းစီအိတ်ဆောင်နေစဉ်ဗလာဒီမာကိုတယောက်ထဲထားခဲ့ရသည့်အဖြစ်ကိုတွေးမိပြီးဂရီဂိုရီတယောက်ဒေါသများစူပွက်လာရသည်စပွဲတွင်ထိုင်လိုက်ကြပြီးဂရီဂိုရီကဝက်ဥချောင်းကိုဓာတ်တစ်ချောင်းနှင့်လှီးလိုက်ရင်းလက်ဖက်ရည်နဲ့ဆိုလိုက်မယ်ကွဟုတ်ပြောလိုက်တဲ့ဖြင့်ကက်ထရီနာကကျမတို့ဖြင့်လက်ဖက်ရည်မတောက်ရတာတစ်နှစ်လောက်တောင်ရှိနေပြီငါတန်းရကနေယူလာခဲ့အောင်မယ်ကက်ထရီနာဝက်ဥချောင်းစားနေသည်ကိုဂရီဂိုရီကကြည့်လိုက်ပြီးသူခမပလုတ်ပလောင်းမဖြစ်အောင်အတော်ထိန်းနေရပါလားဟုစိတ်ထဲကတွေးလိုက်မိသည်ဗလာဒီမာကိုကောက်ချီလိုက်ရင်ယိုရီထက်ကျွေးလိုက်သည်ဝက်ဥချောင်းစားဖို့ကငယ်လွန်းသေးသည်သူ့စိတ်ထဲတွင်အနှဲငယ်ပီတိဖြစ်သလိုခံစားလာရပြန်သည်ရှေ့တန်းတွင်ရှိနေစဉ်အခုလိုအခန်းလေးတစ်ခုတွင်စပွဲပေါ်၌စားတောက်เสียများဘေးတွင်လည်းကက်ထရီနာနှင့်အတူကလေးပါရှိနေမည်အဖြစ်ကိုတွေးပြီးစိတ်ကူးရင်မိခဲ့သည်အခုသူ့စိတ်ကူးကလက်တွေ့အကောင်အထည်ပေါ်လာခဲ့ချေပြီဒီအတွက်လည်းတိတ်ပြီးပူပန်မနေပါနဲ့ကွာရှင်ကဘာဆိုလိုတာတော့မင်းနဲ့ငါကအရွယ်ကောင်းတန်တုံးမြန်တုံးအလုပ်ကိုစ조사လုပ်နိုင်ကြတယ်ငါလိုချင်တာကနေဖို့အခန်းတစ်ခန်းစားဖို့တောက်ဖို့ရှိပြီးအချိန်တန်ကြအနားယူလို့ရရင်ကျေနပ်ပြီဒီလိုပုံစံမျိုးနေတိုင်းဖြစ်အောင်လုပ်တဲ့နေကျမတို့ကိုနန်းတော်တွေကဂျာမန်ထောက်ခံသူတွေကတစ္ဆာဖောက်လိုက်ကြပြီလေတကယ်လားဘယ်လိုများတစ္ဆာဖောက်ခဲ့ကြတာတော့စာဘီယန်ရဲ့မိန်းမကဂျာမန်ဆိုတာရှင်သိတယ်မဟုတ်လားအေးသိတယ်လေဇာဣဇနီးသည်ဂျာမန်အမ်ပါယာရှိ Ally of Hesse and Rhine မှမင်းသမီးတစ်ပါးဖြစ်သည်အင်္ဂလန်ပြည်ရှင်ဖြစ်ခဲ့သောဝီတိုရီယာဘုရင်မကြီးဤမြေတော်လည်းဖြစ်သည်ပြီးတော့စတန်မာကလည်းဂျာမန်တယောက်ဆိုတာညင်းလို့မရပြန်ဘူးဂရီဂိုရီကပကုံးတစ်ချက်တွန့်ပြလိုက်သည်ဂရီဂိုရီသိရသလောက်ကဝင်ကြီးချုပ်စတန်မာသည်ရုရှားတွင်မွေးဖွားခဲ့သူဖြစ်တော်လေရုရှားလူမျိုးအတော်များများတွင်ရုရှားနာမည်များရှိကြသည်ကိုမေ့လို့မဖြစ်ပြန်ပေအလားတူဂျာမန်များကလည်းရုရှားနာမည်များခံယူထားကြပြန်သည်တန်နိုင်ငံရှိလူများကရာစုနှစ်ပေါင်းများစွာကူးလူဆက်ဆံခဲ့ကြခြင်းကြောင့်လည်းဖြစ်သည်ပြီးတော့ရှိသေးတယ်
Rasputin ကဂျာမန်လိုလားသူတယောက်လေအဲ့ဒါတကယ်လားအဆိုပါဖုန်ကြီးယူကနန်းတော်ထဲရှိအမျိုးသမီးများကိုညှို့ယူဖမ်းစားရုံနှင့်သူ့တကိုးဩဇာကြီးထွားရေးလောက်သာစိတ်ဝင်စားသူဟုဂရီဂိုရီကထင်မိခဲ့သည်သူတို့အားလုံးအတူတူပဲစတန်မာဆိုရင်လက်သမားတွေကိုအငတ်ထားဖို့ဂျာမန်တွေကပိုက်ဆံပေးထားတာဇာကသူ့ညီတဝမ်းခွဲကိုင်ဆာဝီလီယံစီဖုန်းဆက်ပြီးသူ့ရဲ့တက်တွေဘဲကိုသွားမယ်ဆိုတာကအစပြောတာRasputin ကကျမတို့ကိုလက်နက်ချစေခြင်းနေတာဇာပြည့်မိန်းမနဲ့သူ့ရဲ့ရန်ရွှေတော်အန်နာဗိုင်ရူဘိုဇာက Rasputin နဲ့အတူကိုအိတ်ကြတာဂရီဂိုရီကဒီလိုကောလာဟလမျိုးကိုကြားဖူးခဲ့ပြီးဖြစ်သည်နန်းတော်မှဂျာမန်လိုလားနေသည်ကိုမူသူမယုံကြည်ခဲ့ပေသူတို့အဖို့ကအရေးအချင်းမပြည့်မီညံပြင်းသူများတတ်တတ်သာဖြစ်ကြသည်သို့တော်လည်းစစ်သားအများစုကထို့သို့သောစကားများကိုယုံကြည်ခဲ့ကြသည်အခုလေကက်ထရီနာပြောပုံဆိုပုံကြည့်ရသည်မှာအယက်သားများကလည်းအလားတူယုံကြည်နေကြဟန်ရှိသည်ဟုအကဲဖြတ်၍ရသည်တို့အတွက်ယခုကဲ့သို့ရုရှားများစစ်ပွဲတွင်ရှုံးနိမ့်နေရပြီးအငတ်ဘေးဆိုင်နေရသည့်အကြောင်းရဲ့အဖြစ်မှန်ကိုရှင်းပြဖို့သူတို့လိုဘောရှိပစ်များဤတာဝန်ဖြစ်လာရသည်ဒီညတော့သူ့တွင်အချိန်မရဗလာဒီမာကလမ်းနေပြီဖြစ်သည်ဂရီဂိုရီကမတ်တက်ထရလိုက်ပြီးလက်ထဲပွေချီကခောက်တုံခောက်ပြန်လျှောက်ရင်းသိပ်ပေးနေသည်သူကလေးတိတ်နေတော့ကက်ထရီနာကတော့စကားများမရက်မနာပြောနေခဲ့သည်စက်ယုံကအကြောင်းများအိမ်ရှိအိမ်ငါးများအကြောင်းနှင့်သူသိသည့်လူများအကြောင်းအစုံအစေပင်ရဲစခန်းမှုပင်စကီကအခုဆိုဇာဘီယင်ဤလျှို့ဝှက်ရဲအဖွဲ့တွင်ဒုအရာခံဘိုးပင်ဖြစ်နေပြီးအန်ဒရဲပေးနိုင်သော liberal သမားများနှင့်ဒီမိုကရေစီလိုလားသူများကိုစစ်စစ်ဆက်ဆက်လှန်လောရှာဖွေနေသည်ဟုဆိုသည်လမ်းပေါ်တွင်ထောင်ပေါင်းများစွာသောမိဘမိတ်ကလေးများကခိုးဆိုးလူရက်ကြခန္ဓာကိုယ်အရင်အနှိလှုပ်ရှားကြနှင့်ရှိနေပြီးအချို့လည်းအေးဒဏ်ရောအငတ်ဘေးကြောင့်မှသေဆုံးလျက်ရှိနေကြသည်ပူလီနော့ဆက်ယုံရှိဂရီဂိုရီ၏မိတ်ဆွေကွန်စတန်တင်ကပီထရိုဂရက်ဗော်ရှီဗစ်ကော်မတီ၏အဖွဲ့ဝင်တစ်ယောက်ဖြစ်နေလေပြီအရာရာတိုင်းရှားပါးပြက်လက်နေတော့လေဗီယာလော့ဖ်မိသားစုကမူပို၍ပင်ချမ်းသာလာနေကြပြီးဗော်ကာတန်ဖိုးကြီးသောငါးဥစနယ်များSecret chocolate တို့ကိုအမြဲလိုမပြတ်ရောင်းချပေးနိုင်ကြသည်ဟုဆိုသည်ဂရီဂိုရီကသူမ၏ကျေပြန့်သောပါးစပ်နှင့်ထူးထူးထဲထဲနှုတ်ခမ်းများအားစိုက်ကြည့်လေ့လာနေမိသည်သူမအခုလိုပြောနေတာကိုကြည့်ရသည်ကပင်ပျော်စရာဖြစ်သည်သူမတွင်စိတ်သက်ခိုင်မာသည်ကိုပြနေသောမေးစေးနှင့်အပြာရောင်မျက်လုံးများပိုင်ဆိုင်ထားတော်လေသူ့အဖို့ကသူမသည်အမြဲလိုအားနွဲ့သည့်ပုံပေါက်နေရသည်ဗလာဒီမာကနှစ်ချိုက်ချိုက်အိပ်ပျော်သွားပြီဖြစ်သည်ကက်ထရီနာသူ့အတွက်ပြင်ထားပေးသည့်ဂရင်မော်ရှိအိယာပေါ်သို့အသာအရာတင်ပေးလိုက်သည်မှုရာဟုဆိုတော့လေအဝတ်စုပ်များအပြည့်ထည့်ထားသည့်အိတ်တလုံးကိုစောင်းနှင့်ပတ်ထားခြင်းသာဖြစ်သည်သို့တော်လေကလေးကသူ့အတွက်တတ်တောင့်တတရှိပုံရပြီးပါဇက်ထဲလက်ထက်ကကွေးကွေးလေးအိတ်နေပေသည်ဖျားရှိခိုးเจ้าဤနာယီက9နာရီထိုးပြီဖြစ်ကြောင်းအချက်ပေးနေသည်ရှင်ဘဲချင်းပြန်ဝင်ရမှာလဲဟုတ်ကက်ထရီနာကမေးလိုက်သည်10နာရီဆိုတော့သွားမှာကောင်းမှထင်တယ်နေပါအောင်ဟုဆိုကသူ့လယ်ပင်ကိုသူမ၏လက်များနှင့်ဖက်လိုက်ပြီးသူ့အားနမ်းလိုက်သည်ချုံမိန်လှသောအချိန်တစ်ခုဟုဆိုရမည်ဖြစ်သည်သူ့နှုတ်ခမ်းများပေါ်ရှိသူမ၏နှုတ်ခမ်းများကနူးညံ့ပြီးနေရာအနှံ့၍လျားနေသည်တစ်စက္ကန့်လောက်သူ့မျက်လုံးများကိုမှိတ်ထားလိုက်ပြီးသူမ၏ကိုယ်သင်းနှံလေးကိုရှူရှိုက်လိုက်မိသည်ထို့နောက်သူကလူချင်းခွာလိုက်ပြီးမဟုတ်သေးဘူးဟုတ်ပြောလိုက်သည်အယူမထခြင်းစမ်းပါနဲ့ရှင်မင်းက left ကိုချစ်နေတာလေသူ့မျက်လုံးကိုတဲတဲစိုက်ကြည့်လိုက်ပြီးကျမကတောသူပါအသက်ကလည်း20မြို့ဆိုတာလည်းအရင်ကရောက်ဖူးခဲ့တာမဟုတ်လက်ရဲ့စမတ်ကြကြဝတ်တာသူတောက်တဲ့ secret တို့ vodka တို့ရက်ရောရှိတာတို့ကိုကျမသဘောကျခဲ့မိတာတော့အမှန်ပဲသူဟာသဘောကောင်းပြီးချောလဲချောပျော်လဲနေတတ်တယ်အခုကျမအသက်23နှစ်ရှိပြီကလေးတယောက်အမေဘမလဲ left ဆိုတဲ့လူဂရီဂိုရီကပခုံးတွန့်ပြလိုက်ရင်ဒါငါ့ကိုလည်းမသိဘူးလေအခုရှင်ကဒီမှာရှိနေပြီလေဟုတ်ပြောရင်သူ့လယ်ဘင်းကိုလက်နှင့်ပုတ်တက်နေသည်တွန်းပြက်လိုက်တဲ့သည်ကိုသိတော့လေသူ့အနေနဲ့မလုံရနိုင်ရှင်ကအိမ်လာကကိုပေးတယ်ကျမသားအတွက်စားစရာတွေယူလာပေးတယ်ဒီအတွက်ကျမကရှင်ကိုမချစ်ဘဲ left ကိုချစ်နေရလောက်အောင်ယူသွတ်နေတယ်လို့ရှင်ထင်နေသလားကျမအခုဘယ်ဟာကပိုကောင်းတယ်ဆိုတာသိလာနိုင်ပြီလို့ကောရှင်သဘောမပေါက်ခဲ့ဘူးလားကျမရှင်ကိုချစ်တက်လာအောင်သင်ကြားတက်မြောက်ခဲ့ပြီဆိုတာကောရှင်နားမလည်နိုင်ခဲ့ဘူးလားဂရီဂိုရီကသူမကိုစိုက်ကြည့်နေရင်ကြားခဲ့ရသည့်စကားများကိုမယုံနိုင်အောင်ဖြစ်နေရသည်သူမ၏မျက်လုံးပြပြများကသူ့ကိုပြန်စိုက်ကြည့်နေရင်
ဟုတ်တယ်ကျမပြောတာအမှန်တွေကြီးပဲကျမရှင်ကိုချစ်သွားခဲ့ပြီ ဂရီဂိုရီကသူ့မျက်လုံးအစုံကိုပိတ်လိုက်ပြီးသူမကိုရင်ခွင်ကြားထဲဆွဲသွင်းလိုက်ရင်းဟန်ဆောင်ထားသမျှကိုအရှုံးပေးခေါ်ဝါချလိုက်ရပေတော့သည်ဆရာလှစိုးဝေမြန်မာပြန်ပေးထားတဲ့မဟာတို့၏ကြာဆုံးကံအပိုင်း22ကိုဆက်လက်ပြီးတော့နားဆင်ပေးကြပါဦးခင်ဗျာ။